မင်္ဂလာပါရှင် Sunday on Air Channel မှာကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စိတ်ဝင်စားစရာထိတ်လန့်ချောက်ချားဖွယ်ဝတ္ထုတွေကိုကြိုက်နေတတ်တဲ့သူတွေအတွက်တရေကျွန်းလို့အမည်ပေးထားတဲ့ကိုရိုင်းရေးဝတ္ထုဇာတ်လမ်းလေးတစ်ပုဒ်ကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်တရေကျွန်းအခန်း1ဩဂတ်စ်လ၏တာယာသောနနက်ခင်းကလေးတစ်ခုတွင်မိသားစုလေးဦးစီးနှင်းလိုက်ပါလာသောစလွန်ကားလေးတစ်စီးသည်အဝေးပြေးလမ်းမကြီးပေါ်၌တမြို့ပြီးတမြို့ဖြတ်တန်းကခရီးနှင်လျက်ရှိလေသည်နနက်ခင်းနေမင်းကြီးအလေးရောင်ကြီးများတင့်တယ်လှပစွာဖြာဆင်းကြလာသည့်ရှုခင်းကိုမြင်ရသည့်အခါဦးတင်ထွန်းသည်တညလုံးမရမနာကားမောင်းလာရသဖြင့်ပင်မနွယ်နဲ့လာသည့်မိမိအဖြစ်ကိုသတိပြုမိလေသည်ပိုက်ထဲမှလည်းစားလောင်လာသည်ဘေးထိုင်ကုန်မှမိမိဇနီးနှင့်နောက်ခန်းတွင်လိုက်ပါလာသောသမီးနှစ်ယောက်တို့ကိုတစ်ချက်လှည့်ကြည့်ရင်ချစ်ကြည်နူးစွာပြုံးမိသည်အကြီးမလေးက73နှစ်အငယ်မလေးက9နှစ်သူ၏ချစ်မညီသောသမီးရတနာကလေးများအားလုံးကတော့နှစ်နှစ်ချိုက်ချိုက်အိပ်ပျော်နေကြဆဲပင်ဖြစ်လေသည်ထို့နောက်အဖေကြီးသည်ကားအပြင်ဘက်ပတ်ဝန်းကျင်ကိုအကဲခတ်ကြည့်လိုက်သည်ဤမျိုးသည်မိမိတို့တွားရမည့်နေရာမရောက်ခင်နောက်ဆုံးဖြတ်ကျော်ရသည့်မျိုးဖြစ်နေသည်ကိုသတိထားမိလိုက်သည်ထို့ကြောင့်မြို့အထွက်နားမှာအသင့်တွေ့ရသော KFC ကြက်ကြော်ဆိုင်ထဲသို့ကားကိုကွေ့ဝင်ကအိပ်ပျော်နေကြသောမိသားစုကိုနှိုးလိုက်လေတော့သည်ကဲထားကြတော့လေမနေ့က KFC စားကြမယ်မလားဒီမှာဖေးဆိုင်တွေ့လို့ဝင်လိုက်ပြီနော်ထဘာစားကြမလဲပြောအကောင်လုံးအိတ်ချင်မှုတူနေထလာပြီးအပြင်ကိုကြည့်ကြသည် KFC ဆိုင်ပုတ်ကြီးတွေ့တော့အိတ်ချင်စိတ်တွေပျောက်ပြီးသူတို့မျက်လုံးလေးတွေအယောင်လက်သွားကြသည်အငယ်မလေးကဝမ်းသာအားရထအော်သည်သမီးရ cheese နဲ့အသားလုံးကြစားမယ်အေးရမယ်သမီးကြီးရောအကြီးမကတော့တိတ်တက်ကြွပုံမပြ။ तू ကအခုခရီးကိုမသွားချင်ဆုံးလူလေ။ဒါပေမဲ့ဘိုက်ဆာနေတာဆိုတော့စိတ်ကောက်နေလို့ဘယ်ရပါမလဲ။ရတယ်။သမီးကိုစက်ပေါင်ကြော်ပဲ။အဖေကြီးကပြုံးသည်။ကဲဒါဆိုဖေးကြီးကြက်ကြော်တစ်ကောင်ရဲ့အာလူချောင်းကြော်ရဲ့နောက် cheese အသားလုံးကြော်တစ်ပွဲဆွဲခဲ့မယ်ကွာ။အေးဘာတော့ကြမလဲခိုလာပဲလား။အငယ်မလေးကထအော်ပြန်သည်။သမီးက orange juiceအေးရမယ်သမီးကြီးရောကိုလာပဲအတန်ကတော့အေးဆက်ဆက်ကဲမေးရောဘာမအောင်မလဲမမာတော့ပါဘူးလိုက်ခဲ့ပေးအောင်မလားနေပါသေးမလိုက်လို့တော့အားလုံးမျက်နှာတစ်ထားလိုက်လေဖေးဝယ်လာခဲ့မယ်မိနစ်20ခန့်အကြာသူကားပေါ်ပြန်ရောက်တော့အားလုံးမျက်နှာတစ်ပြီးလန်းဆန်းနေကြပြီရောဟိတာနေကြပြီလားစောင်းလာနည်းနည်းကြာသွားတယ်စားကြပြီးမှပဲဆက်ထွက်မယ်စားစရာတွေကိုအမေကြီးလက်ထဲထည့်ပေးလိုက်ပြီးအဖေကြီးကမျက်နှာတစ်လိုက်သည်ထို့နောက်တွင်မိသားစုအားလုံးနနက်စာကိုအားရပါရစားကြလေတော့သည်သမီးငယ်လေးကအသားလုံးကြော်ကိုပလုတ်ပလောင်ဝါရင်ကားပတင်းအပြင်ဘက်ကမြင်ကွင်းတွေကိုလိုက်ငေးကြည့်နေသည်ဖေးသမီးတို့ဘယ်မျိုးရောက်နေတာလဲအေးဒါဖေးတို့ဗမာပြည်ရဲ့ဟိုးအောက်ဖက်နာကိုရောက်နေပြီသမီးရဲ့ဒီမျိုးပြီးရင်ရှေ့မှာတောင်နေမြင့်တက်ဆင်းရတော့အားကြောင့်ဒီမှာမလက်စာရင်စားလိုက်တာလေသမီးကြီးကဝင်မေးသည်သမီးတို့ပြောင်းမယ်မြို့မှာ KFC ရှိလားKFC တော့မရှိတော့ဘူးထင်တယ်သမီးရဲ့ဒါပေမဲ့ငါသမီးတွေပင်လယ်စာကိုတော့ရှယ်စားအောင်မယ်ဆိုတာဖေးအာမခံလေအဲ့မျိုးကဟိုးရင်တော့စီကားခဲ့တဲ့မျိုးဆိုပေမဲ့ဈားထဲမှာလူတွေတိတ်မနေတော့ဘူးတော်တော်ချောက်ကတ်သွားတာလေမျိုးဟောင်းမှာတော့မျိုးခံလူတွေနည်းနည်းကြံကြသေးတယ်အခုမှခီးသွွားလုပ်ငန်းတိုးတက်ရေးအတွက်ဒီမျိုးကိုပြန်တင်နေကြတာဖေးလည်းတစ်ခါပဲရောက်ဘူးသေးတော့မျိုးအကြောင်းသိတော့မသိသေးဘူးဒါပေမဲ့အရန်လာတဲ့ရှုခင်းနေနဲ့ရေကူးလိုကောင်းတဲ့ကန်းချီတွေရှိတယ်သမီးရဲ့ဟိုရောက်တော့သမီးတို့ပြောသွားကြမှာမမြင်အောင်လေဟေးအဖေကြီးကအားရဝမ်းသာပုံစံတက်တက်ကြွကြွပြောနေပေမဲ့သူ့သမီးကတော့အေးဆက်ဆက်ပါပဲဟိုရောက်ရင်ဘာတွေသွားစားနေရမလဲမသိတော့ပါဘူးဖေအလုပ်အတွက်တခြားမြို့ကိုပြောင်းရမယ်ကြားရကြတဲ့ကစက်နေအလွန်စိတ်ညစ်ခဲ့သည်ပြီးတော့ပြောင်းရမှာလဲမြန်မာပြည်အောက်ဖက်ဆုံးနာကပင်လယ်ကမ်းခြေမြို့ဟောင်းတစ်မြို့ဆိုတာသိရတော့တငယ်ချင်းတွေကိုနှုတ်ဆက်ရင်ငိုပါငိုမိခဲ့သေးသည်သူမတို့လိုခစ်လူငယ်တွေအဖို့တိုးတက်ခစ်မိနေတဲ့မြို့ပြပတ်ဝန်းကျင်မှာသာနေထိုင်ကျင်ကြသည်မဟုတ်ပါလားပြီးတော့ခြံထားခဲ့ရသည့်စိတ်တူကိုယ်တူငယ်တငယ်ချင်းတွေခစ်မိကစားကွင်းတွေ 3D ရုပ်ရှင်ရုံကြီးတွေပြီးတော့ဓာတ်လေကရေကူးကန်ပါဝင်သည့်မိမိတို့ကွန်တိုတိုက်ခန်းလေးအခုတော့အရာအလုံးကိုထားခဲ့ရပြီလေ
မိမိနဲ့ပါလာဒီကဘေးကိုလှည့်ကြည့်လိုက်တော့မိမိညီမလေးဟန်နီထွန်းညီမလေးဟန်နီကအသက်9နှစ်ရှိပြီဆိုပေမဲ့သူ့မှာမွေးရပါပန်းနာရည်ချက်ယောဂကြောင့်ခန္ဓာကိုယ်သေးသေးလေးနဲ့မို့9နှစ်6နှစ်ခန့်သာရှိမည်ဟုထင်လျက်ရှိသည်ကျမကြီးကြောင့်ငယ်စဉ်ကလေးကကြောင်းမသွားနိုင်မဲအိမ်တွင်သာဆရာတယောက်ခေါ်တင်ရသဖြင့်ဟန်နီမှာတငယ်ချင်းလည်းမရှိခဲ့တနာဆရာညီမလေးအတွက်လည်းအကြီးဖြစ်သူစန်နီမှာအဆအဆအရာရာအလျှော့ပေးနားလည်ပေးခဲ့ရသည်ထို့ကြောင့်လည်းဟန်နီလေး၏ဘဝတွင်ဒီအဖေဒီအမေပြီးလျင်မမစန်နီသာအဆအဆအရာရာဖြစ်ခဲ့ရလေသည်မိသားစုလေးဦးကိုခေါ်ဆောင်လာခဲ့သောကားကလေးသည်တစ်ပင်ကြီးငယ်တို့ထူထပ်စွာပေါရောက်နေသောတောအုပ်ကလေးအတွင်းရှိတောင်တက်လမ်းကလေးအတိုင်းတရွရွခီးဆက်လာခဲ့သည်ဘေးနှစ်ဖက်တွင်အုပ်မိုင်းနေသောတောနှင့်မြူကိုမြူငွေများကပါထူထပ်စွာပိတ်ကာစီးနေလေသည်ကားမောင်းနေဦးတင်ထွန်းကစကားဆလိုက်သည် နေလာကြီးလားဟေးဒီဘက်မှာကြည့်အောက်ကရှိုးကြီးထဲမှာစမ်းချောင်းလေးစီးနေတာဒါရတယ်နော်ဖေးတို့ဒီတောင်ကြီးကိုကြော်လိုက်ရင်ဟိုဘက်မှာပင်လေးမြင်ရတော့မယ် အေးရောက်တော့မယ်ကွာ အငယ်မလေးဟန်နီကဝမ်းသာအားရထအော်သည်ဦးတင်ထွန်းကနောက်ကြီးမှန်မှတဆင်သမီးငယ်ကိုကြည့်ပြီးပြုံးလိုက်သည်ထို့နောက်ရင်သက်နေသောသမီးကြီးကိုတစ်ချက်လှမ်းကြည့်လိုက်တော့မျက်မှောင်ကြီးကုတ်လို့ သမီးကြီးစန်ဒီအဆင်ပြေရလား ဟုတ်ဖေဖေပြေးပါတယ် စန်နီကပြပြရောပဲဖြေလိုက်သည်ဦးတင်ထွန်းကဘေးကဇနီးကိုတစ်ချက်အကဲခတ်တယ်လို့ကြည့်သည်ထို့နောက်က ဲဟေးအားလုံးလက်ဆန်းတော့အောင်တချင်းလေးလိုက်ဆိုကြမယ်လေမကောင်းလား ပျော်ပျော်ဆိုဆိုပင်ဦးတင်ထွန်းကကားကက်ဆက်လေးတဲ့အသင်းရှိနေသောတချင်းခွင်လေးကိုပလေးလိုက်သည်သမီးငယ်ဟန်နီထွန်းနားထောင်နေကြသူမအကြိုက်ဆုံးတချင်းတန်လေးဟာကားလေးထဲတွင်မြူးကြွစွာထွက်ပေါ်လာသည်ဟန်နီလေးကပျော်ရွှင်တက်ကြွစွာလိုက်ဆိုနေလေသည်စနီပုံကတော့ထူးခြားမလားပါသို့တော့တချင်းတန်ကြောင့်သူမ၏စိတ်ဖိအားများအနှဲငယ်တော့ရောကြလာသည်ကိုတတိထားလိုက်မိလေသည်ကားကလေးသည်တောင်မကြီးကိုဖြတ်ကျော်ကာပင်လယ်ကမ်းခြေရှိရာတောင်ခြေဘက်သို့ပြန်လည်နှိပ်စင်လာခဲ့ပြီးမကြခင်တောအုပ်ကလေးထဲမှထွက်ကာမျက်စိတဆုံကျဲပြန့်နေသောပင်လယ်ပြင်ကြီးကိုကားရှိမှန်တွေဘွားကနေတွေ့လိုက်ကြရလေတော့သည်မြို့ကလေးထဲသို့သူတို့ကားလေးစတင်ဝင်ရောက်လာတော့စန်နီထွန်းစိတ်ထဲနည်းနည်းတော့အံ့ဩသွားသည်မြို့ကလေးကသူမထင်ထားသလိုဟောင်းနှွမ်းကလူမရှိပဲခြောက်ကပ်နေသည်တော့မဟုတ်လှပသောတိုက်တစ်ကလေးတွေနဲ့လမ်းတွေကလည်းတန့်ရှင်းလို့မြို့ဦးလေးတွေနဲ့ပန်းချံကြီးကိုလည်းကားနဲ့ဖြတ်လာရင်လှမ်းတွေးလိုက်ရသည်တစ်ပင်ပန်းပင်ကလေးတွေကလည်းဝေဝေဆာဆာနဲ့ဆိုတော့စန်နီစိတ်ထဲနည်းနည်းတော့ပျော်သလိုဖြစ်သွားသည်မြို့ထဲရောက်တော့ဈေးရုံတစ်ကြီးကိုလည်းခင်မီလှပစွာမြင်လိုက်ရသည်ထို့ကြောင့်မနေနိုင်တော့ပဲစန်နီဖဖေကိုလှမ်းမေးမိသည် ဖေဖေပြောတော့ဒီမျိုးဟာမျိုးဟောင်းကြီးဆိုအခုသမီးလမ်းမှာကြည်လာတာအစာအုပ်တွေအကုန်လုံးအသက်တွေကြီးပဲနော် အေးငါသမီးစိတ်ဝင်စားလာပြီပဲဒီမျိုးကမျိုးဟောင်းဆိုပေမဲ့အခုဖေဖေတို့ရောက်နေတာမျိုးတစ်ကွက်ထဲမှာကွာမျိုးဟောင်းဟိုဘက်မျိုးဆိုမှရှိတယ်အဲ့ဒီဘက်မှာတော့မျိုးကန်လူဟောင်းမိသားစုတွေနေကြတာပေါ့အဖေတို့ခုနေမဲ့အိမ်ကလည်းအဲ့ဒီဘက်ရောက်ခဏလေးမားသမီးရဲ့ဒီဘက်ကအဖေတို့ project နဲ့တီဆောက်နေတဲ့ပင်လယ်ကမ်းခြေပန်းဖြေစကန်တွေဖွင့်မဲ့မျိုးသေးသေးအခုကစတဲ့ကားစားမို့လို့နောက်ဆိုရင်ပိုစီကားလာတော့မှာ ဦးတင်ထွန်းကစောက်လုပ်ရေးဘက်မှစီနီယာအင်ဂျင်နီယာတဦးဖြစ်ပြီးဤမျိုးတိဆောက်ရေးအတွက်မိမိတို့ကုမ္ပဏီမှတင်တာအောင်ထားသော project များကိုတာဝန်ယူတိဆောက်ပေးနေရခြင်းဖြစ်သည် project စကလေးကဦးတင်ထွန်းသည်ဤမျိုးကလေးတွေလာရောက်နေထိုင်ကအလုပ်လုပ်နေရသည်မှာနှစ်ကြိမ်ခန့်ရှိနေပြီထို့သို့လာရောက်လုပ်ကင်နေရင်မှအေဂျင်ဘီတာယာလှပသောမျိုးကလေးကိုသဘောကျလာကနောင်မကြသောနှစ်များတွင်စီကာတိုးတက်လာလိမ့်မည်ကိုမြင်အောင်လာမိခြင်းဖြစ်သည်ထို့သို့ရှိနေစဉ်ထိုမျိုးကလေးတို့ဦးတင်ထိုးဒုတိယအကြိမ်ရောက်လာသည့်အခါ၌အသက်ဆက်ဆက်မြို့အထက်တန်းကျောင်းကြီးခန်းနာစွာဖွင့်လှစ်ထားသည်ကိုမြင်လိုက်ရလေသည်ထိုအခါသမီးငယ်နှစ်ယောက်၏ပညာရေးအတွက်ပါစိတ်ကျေနပ်၍မိမိအလုပ်လည်းရှိနေသောဤမျိုးကလေးတို့ပြောင်းရွှေ့နေထိုင်ရန်အထိဆုံးဖြတ်ခဲ့မိခြင်းဖြစ်လေသည်သူ၏ဇနီးကလင်ယောက်ျားဖြစ်သူ၏အနေအထိုင်အမှုအကျင့်စ조사အားထုတ်မှုမိသားစုပေါ်ချစ်ခင်မှုတို့ကိုယုံကြည်သူဖြစ်ရကာဦးတင်ထွန်းကသူ၏စိတ်ကူးကိုပြောပြလာသည့်အခါတွင်လင်ယောက်ျား၏စိတ်ကူးအတိုင်းအကောင့်ထဲပေါ်ရန်သဘောတူလိုက်ခြင်းဖြစ်လေသည်ကားကလေးကလည်းမြို့လေဘက်ကိုကြော်ဖြတ်လာကစိတ်ငြိမ်ရက်ွက်ကလေးတစ်ခုအတွင်းသို့ရောက်ရှိလာသည်နဘေးတစ်ဖက်တစ်ချက်တွင်
ပန်းကြုံကလေးများတဘာဝအတိုင်းရောင်စုံလှပနေကြသည့်လမ်းချင်းကလေးတဲ့သို့ကားလေးကိုကွင့်ဝင်လိုက်ပြီးဦးတင်ထွန်းကပြောလိုက်သည် ကဲတို့နေရာမှာဒီလမ်းပဲနာမည်ကပန်းမြိုင်လမ်းနဲ့ဖေးလို့စောင့်နေတဲ့ဟိုတယ်သုံးနဲ့လည်းနီးတယ်စိတ်ငြိမ်ပြီးအေးချမ်းနေတော့သဘောကျတာနဲ့မင်းတို့မေယူဓာတ်ပုံပြပြီးဝယ်ဖို့ပြောလိုက်တော့တာပဲသမီးငယ်လေးကျမ်းမာရေးအတွက်ဆိုရင်လည်းဒီမှာလေကောင်းလေတန်းရတော့သမီးလေးမြင်မြင်နေကောင်းတာပေါ့ကွာဘေးကခြံလေးကလည်းဖော်ရွေကြပါတယ် ဟိုရှေ့ကနှစ်ထပ်တိုက်ကြီးလားဖေဖေ ဦးတင်ထွန်းစကားကိုဖြတ်ပြီးစန်နီကလှမ်းမေးလိုက်သည် မဟုတ်ဘူးသမီးရဲ့အဲ့ဒီအိမ်ကျော်လေးကဟိုခြံထဲမှာတွေ့လားတိုက်အိမ်ကြီးလေးလေအဲ့ဒါဖေးတို့အိမ်ပေါ့နှစ်ထပ်တော့မဟုတ်ဘူးဒါပေမဲ့တက်ကိုအိတ်ခမ်းလေးပါတယ်သမီးနေဖို့အတွက်အဲ့ဒီအပေါ်တက်ကိုကန်းလေးကိုဖေဖေတေးသေးချာချာလှလှလေးဖြစ်အောင်ပြင်ပေးထားတယ်နော်ငါသမီးတွေ့ရင်ကြိုက်သွားမှာ စန်နီတက်ပြင်းချလိုက်မိသည်နေမျိုးလေးမှာဆိုတော့အိမ်အကြီးကြီးတော့နေရမယ်ထင်ထားတာအခုတော့အိမ်ကခက်သေးသေးပဲဒါပေမဲ့အိမ်ရှိကားရက်လိုက်တော့ခြံလေးကတော့မစိုးကျဲသားပဲနဘေးမှာကားကူတောင်ကလေးနဲ့ခြံထဲမှာလည်းတန့်တန့်ရှင်းရှင်းပန်းရောင်စုံကလေးတွေစိုက်ထားလျင်ပိုလာမည်ဟုသူမတွေးမိသည်သို့တော့သူမကမြို့သူပြီးပြီးဘာအပင်မှမစိုက်တတ်ပြီအားလုံးကားပေါ်မှာဆင်းပြီးမိမိတို့အိမ်ယာဖြစ်တော်မူပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်ရှုမိကြသည်အမှန်ပင်ตายရသောနေရာကလေးပင်ဖြစ်၏တစ်ပင်အိုတစ်ပင်ကြီးများကမစိမ့်မကျဲနှင့်လမ်းကလေးတစ်လျှောက်ထိတပွဲမိုးပေးထားသောကြောင့်အရေးရကအေးချမ်းလာသည်တချို့၏တစ်ပင်ကြီးတွေမှာသူတို့၏ပန်းပွင့်ကလေးများကိုအပင်အောင်ပြန့်ကျဲနေအောင်ကြွေးကြထားသည်ပန်းကြုံများကတော့လမ်းနှစ်ဖက်တွင်သာမကပတ်ဝန်းကျင်ခြံတွေထဲမှာပါနေရအနှံ့အယောင်အစုံအလင်နှင့်တဘာဝအတိုင်းကိုပေါက်နေပွင့်နေကြခြင်းကြောင့်လေသေးရနက်လေးမှလည်းမှုန့်မွေးလေးဖြစ်နေသည်ဟန်နီကတော့ဟေးကနေအော်ဟစ်ကခြံလေးထဲသို့ဖေဖေနှင့်အတူပြေးဝင်လိုက်သည်ဦးတင်ထွန်းကတိုက်အင်းကြီးလေးရှေ့တကားမကြီးတော့ကိုလှည့်ဖွင့်နေသည်ဒေါ်ပူစုကလှည့်ပတ်ငင်းနေသောသမီးကြီးကိုပြုံးကြည့်လိုက်သည် မစိုးဘူးနော်သမီးနေ့အဖေကရှာတတ်တာပဲနေရာလေးตายရလိုက်တာအမေတော့စိတ်ထဲအေးချမ်းသွားတယ်ကွယ်လာအိမ်ထဲဝင်ကြည့်ကြရအောင် မိမိနောက်မှဆန်နီလဲလေးကန်သောခြေလမ်းများဖြင့်လိုက်ပါသွားမိသည်ပတ်ဝန်းကျင်ကလေးကတာယာသည်မှန်တော်လဲပြင်းစရာကောင်းလိမ့်မည်ဟုသူမထင်ထားခဲ့သည်မှလည်းအတိအကျပင်မှန်နေသည်မဟုတ်လားအိမ်ထဲရောက်တော့ဧကဲမကြီးကပစ္စည်းများရှိမနေပဲရှင်းလင်းနေသဖြင့်အင်္ဂလိပ်မှာအပြင်ကမြင်ရသည်ထက်ပုံမကျယ်ဝန်းနေတဲ့အောင်ထင်ရသည်ထူးထူးခြားခြားအနေဖြင့်အခန်းထဲရန်တစ်ဖက်တွင်မီလင်းဖို့ကြီးတည်ရှိနေခြင်းကမိမိတို့ရန်ကုန်မှာမဟုတ်ဟုသောခံစားချက်ကိုအပြည့်အဝရစေသည်ထို့အပြင် ဒီကန်းကျင်မျိုးလေးကမင်းလင်းဖို့နဲ့မီးလုံရလောက်အောင်အေးလို့လား ဟုလဲစန်နီစိတ်ထဲတွေးလိုက်မိသည်ဧကဲ၏နောက်ဖက်တွင်မိဖို့ကံဘက်သွားသောရှောက်လန်းကလေးရှိပြီးထိုရှောက်လန်း၏ဘေးဘက်အခန်းတစ်ခုထဲမှာအဖေနှင့်ဟန်နီအတန်ကိုကြားနေရသည်ဒေါ်ပူစုကတော့ဧကဲကိုခိတ္တသာလှည့်ပတ်ကြည့်ပြီးမိဖို့ကံစီသို့တန်းဝင်သွားသည်စန်နီကတော့ဧကဲ၏ကောင်းရင်ဘက်မှကလကာကာထားသောအခန်းတစ်ခုကိုတွေးလိုက်ရသဖြင့်ထိုအခန်းထဲသို့ကလကာဖဲကဝင်ကြည့်လိုက်မိသည်အခန်းထဲတွင်အနှဲငယ်မှောင်နေပြီးဖုံများလဲထူထပ်စွာရှိနေသောကြောင့်လေတူ၏အနံ့အသက်မှာမကောင်းပဲအောက်ဆီဂျင်လုံလောက်စွာမရသလိုခံစားရသဖြင့်ပြန်ထွက်တော့မည်ပင်စဉ်းစားကအပေါင်းဝသို့ခြေလန်းပြင်လိုက်သည်သို့တော်တစ်ဖက်တွင်ပဒင်းပေါက်တစ်ခုပိတ်ထားသည်ကိုမြင်လိုက်ရသဖြင့်ထိုပဒင်းပေါက်စီလျှောက်သွားကတကားချက်များဖြုတ်၍တကားနှစ်ချက်လုံးကိုဖွင့်လိုက်လေသည်ထိုအခါမှအခန်းတွင်သို့အလေးရောင်များဝင်ရောက်လာကအခန်းပတ်ချလေးကိုတိတိကျကျမြင်နိုင်ပြီးတော့သည်အပြင်မှလေတူးသည်လည်းအခန်းတွင်သို့တိုးဝင်ရောက်လာသဖြင့်အေးမြမြလေးခံစားရကစန်နီလည်းတန်ရှင်းသောလေတူးကိုစိတ်ကျေနပ်စွာရှုသွင်းလိုက်မိသည်အခန်းထဲကိုလှည့်ပတ်ကြည့်မိတော့စာအုပ်စင်အလွတ်တွေ2ဆင့်3ဆင့်မြင်ရသဖြင့်အရင်လူတွေကစာကြည့်ကန်အဖြစ်အသုံးပြုခဲ့မည်ဟုတွေးလိုက်မိသည်ထို့နောက်ပဒင်းပေါင်းမှတစ်ဆင့်ခေါင်းရည်ပတ်ရှိမိမိတို့ခြံထဲသို့ငေးကြည့်နေစဉ်အငယ်မဟန်နီသည်နောက်ဖေးမိဖို့ကန်အပေါင်းမှထွက်ကခြံထဲပတ်ပြင်းနေသည်ကိုတွေးလိုက်ရသည်သူ့အနောက်မှာဖေဖေလိုက်ထွက်လာပြီးအော်သည် သမီးငယ်အရင်မပြေးနဲ့လေချော်လဲမယ် တကယ်တော့ဟန်နီလေးကကျမကြီးကြောင့်အမောမခံနိုင်ပါသူမရဲ့ရင်ကျက်ယောဂါကဘလို့အခြေအနေဆိုတာကိုစန်နီသိချာမသိရပေမဲ့သူများနဲ့မတူပဲတော်တော်ဆိုးဝါးပြင်းထန်နေဆိုတာကတော့အသက်73နှစ်ရှိပြီဖြစ်တဲ့စန်နီနားလည်ရပါသည်သူများတန်းသူကြောင်းသွားမတက်နိုင်ခြင်းတနေ့တနေ့များပြားလာသောဆေးဝါးများတောက်တုံးနေရခြင်းအရွယ်နှင့်မလိုက်အောင်ရင်ပတ်များအောင့်လာသည့်အထိ6တဟွတ်ဟွတ်စိုးနေရခြင်းတလတစ်ခါသို့မဟုတ်ယောဂါထလျင်ထသလောက်မကြာခဏ drip check ကဆေးသွင်းရခြင်းစသည်တို့ကိုကြည့်၍
တခါတခါကြာလျင်လေညီမလေးဟန်နီကိုအလွန်တနာမိသည်ယခုလေဖေဖေသည်ဟန်နီကိုချော်လဲမိဟုလှမ်းអော်လိုက်တော်လေတကယ်တော့ညီမလေးအမောဖောက်မှစိုးရိမ်ဖြစ်ကြောင်းစန်နီနားလည်လိုက်ပါသည်သူမလည်းတခုတတိရသွားသည်ထို့ကြောင့်ပရင်းပေါင်းမှနေ၍သူ့အဖေစီလှမ်းអော်လိုက်သည် ဖေဖေဟန်နီကိုဒီအခန်းထဲမဝင်ခိုင်းနေအောင်နော်ဖုန်တွေကြီးပဲအောက်ဆီဂျင်နဲတယ်အဲ့ဒါကြောင့်တမီတကားတွေလိုက်ဖွင့်နေရ အေးသမီးရေအဲ့အရင်စာကြည့်ကန်ထင်ပါလေဖေတို့ကဖျားကန်းလုပ်မယ်လေအဲ့ထဲမှာစောင်းစင်နေရှိတယ်သမီးကြိုက်တဲ့စင်ရွေးလိုက်နော်အေးသမီးခန်းအောင်တက်ကြည့်ပြီးပြီလား မကြည့်ရသေးဘူးဖေဖေဘယ်နာတက်မလဲလေကားလည်းမတွေ့ဘူး ဖေတို့အိတ်ကန်ရှိနာမှာလေမိဖို့ကံပဲထိတ်နာမှာတွားကြည့်လိုက်မိဖို့ထဲမှာသမီးမမေရှိတယ်လေးလေစာပြင်းနေတယ် ဟုတ်ဖေဖေ စန်နီထိုအခန်းထဲမှထွက်ကနောက်ဖေးဘက်သို့ရှောက်လန်းကလေးတိုင်းရှောက်လာခဲ့သည်သူမတို့အင်္ဂလိပ်ကတထခွဲတိုက်အင်္ဂလိပ်ဆိုပေမဲ့အိမ်တွင်းအပြင်အစင်းနှင့်ပြိဘောကများကိုတစ်သားများသုံးကပေါ်လစ်ပြောင်းနေအောင်တိုက်ထားသဖြင့်ရှေးဟောင်းဆန်သည့်ခန်းစားချက်လည်းရသည်ဤအိမ်ကိုစောက်သောအိမ်ပိုင်ရှင်များမှာဘိုးဆန်ဆန်နေထိုင်တတ်သူများဖြစ်ကြောင်းစန်နီသတိထားလိုက်မိသည်သို့သောလူမနေပဲကြာမြင့်စွာတကားများပိတ်ထားခဲ့သဖြင့်လေထုမတန့်ရှင်းသည်ကတကြောင်ရှေးဆန်သောအိမ်တွင်းခန်းများလည်းဖြစ်ပြီးအနှဲငယ်မှောင်နေသဖြင့်စန်နီစိတ်ထဲတွင်နည်းနည်းတော့အားငယ်လာသလိုလေးခံစားလိုက်ရသည်ထို့ကြောင့်သူ့မမေရှိရာနောက်ဖေးခန်းသို့ခတ်တွတ်တွတ်လေးရှောက်သွားလိုက်လေသည်မိဖို့ကန်းထဲတွင်တော့မမေကအသင်းချက်လာသောထမင်းဟင်းများကိုဂျိုင်ထဲမှထုတ်ကာပကံပြားများထဲထည့်၍ထမင်းစားစပွဲပေါ်တွင်နေရာချသည်စန်နီဝင်လာတာမြင်တော့ သမီးကြီးဗိုက်စာနေပြီလားခဏလေးနော်မမေဟင်းပြန်နှွေးလိုက်အောင်မေ ရရမေတမီအခန်းကဘယ်ကတက်မှာလဲတမီလေကားမတွေ့လို့ ဒီမီးပုံကန်အပြင်မှာလေသမီးရဲ့အခုဝင်လာတာမတွေ့ခဲ့ဘူးလားမမေတို့အခန်းရှိမှာလေ ဟုတ်မှောင်နေတော့တမီမတွေ့လိုက်လို့ အော်ဒီရှောင်းလက်မီကလုတ်ကအေကန်အတွက်မှာရှိတယ်သမီးရဲ့အခါလေးဖွင့်လိုက်နော် ဟုတ် တခွန်းနဲ့ဖြေပြီးစန်နီပြန်ထွက်လာသည်လှေကားကိုအခုမှတွေ့သည်မိဖို့ကန်အဝင်သားလေးမှာပဲခုနတော့ကြောက်နေတာရောမှောင်နေတာနဲ့ရောဘယ်နားမှမသိတာကြောင့်စန်နီမမြင်မိခဲ့ရှောက်လန်းထိတ်မှမိခလုတ်ကိုတော့အရင်သွားဖွင့်လိုက်သည်မိဝါလေးများကလမ်းကလေးတစ်လျှောက်ညီညာစွာလင်းသွားကြတော့မှစန်နီတပြင်းတစ်ချက်ချလိုက်မိသည်အခုလိုဆိုတော့လေအင်္ဂလိပ်ကမဆိုပါနေချင်းစရာကလေးပါပဲသူမအခန်းရှိရာထက်ကိုကလေးပေါ်တက်လာတော့လှေကားထိတ်မှအခန်းတကားလေးပိတ်လူတကားလက်ကင်ကိုလှည့်ဖွင့်ပြီးအခန်းလေးထဲဝင်လိုက်သည် အော်ချစ်စရာလေးပါလား ဖေဖေကအခန်းလေးကိုသူမအကြိုက်ပန်းရောင်နုနုလေးနဲ့အဖြူရောင်ရောပြီးအကွက်လေးတွေပုံဖော်ကလှလှပပလေးဖြစ်အောင်ဆေးတုပ်ပေးထားသည်သူမအေးရမိဂရင်ကလေးကလည်းပဒင်းပေါင်နာကက်လျက်ပဒင်းပေါက်ပေါင်လေးကိုလည်းဇပွဲကလေးတစ်ဖွဲစာရေးနိုင် laptop တင်နိုင်အောင်ပြင်ဆင်ပေးထားသည်ပဒင်းလေးကအဝိုင်းလေးပိတ်လို့ဖွင့်လို့လည်းရသည်ဂရင်ချင်ရင်မှာတော့အဝတ်တွေထည့်ဖို့ဗီဒီယိုတစ်လုံးဗီဒီယိုဘေးနားမှာလည်းမန်နေကုန်လေးကအန်ဆွဲလေးတွေနဲ့စန်နီကျင်းနဲ့သွားသည်သူမတလန်းလုံးစိတ်ညစ်လာခဲ့ရတာတွေကိုခိတခဏတော့မေ့သွားသည်တယောက်အိတ်ကတင်လေးပေါ်သို့စန်နီလှဲချလိုက်သည်သို့တော့သူမမျက်လုံးတွေကတော့အခန်းလေးထဲကိုလှည့်ပတ်ကြည့်၍ပစ္စည်းတွေကိုစိတ်ကူးနဲ့နေရာလိုက်ချနေမိသည်ထိုအချိန်မှာပင်အငယ်မလေးဟန်နီကသူ့အခန်းထဲသို့ပြေးဝင်လာလေတော့သည် မမရေကြည့်ပါဦးဟန်နီတို့အိမ်နောက်ဘေးခြံနေရကြည့်ပင်လေးကြီးကိုလှမ်းနေနေရတယ်ပျော်စရာကြီး ပြောလဲပြောလက်ကိုလည်းလာဆွဲခေါ်နေတာကြောင့်စန်နီလည်းအိယာကထပြီးဟန်နီနောက်လိုက်သွားရသည်အောက်ရောက်တော့ဟန်နီကနောက်ဖေးမိဖို့ခန်းထဲကနေခြံထဲကိုထွက်တဲ့အပေါက်တိုင်းဆွဲခေါ်သွားသည် ဟဲ့ကောင်မလေးတွေထမင်းစားကြမယ်နော်ဖေးကြီးကိုသွားခေါ်ခဲ့ကြပြီးမှရှောက်ကြည့် ဟုတ်မေမေ အငယ်မဟန်နီကအတန်ဆာဆာလေးနဲ့ပြန်អော်ခဲ့ကနောက်ဖေးခြံထဲသို့ညီအမနှစ်ယောက်ရောက်လာကြသည်ဟန်နီထွန်းကချန်စီယိုနာသို့ပြေးကပ်သွားသည် မမဒီမှာလာကြည့် ဟုတ်တာပေါ့သူမတို့အိမ်နောက်ဖေးချန်စီယိုကလေးမကြော်ကလှမ်းကြည့်လိုက်လေခက်လန်းလန်းတောင်ဆောင်ကလေးအောက်ဖက်၌ကမ်းခြေသဲပြင်ဖြူဖြူနှင့်တကွအဆုံးမရှိသောပင်လယ်ကြီးကိုတွေ့ရသည်ကမ်းဆက်သို့ဆင်းသွားနိုင်သောလန်ရန်တစ်ဖက်ကအုတ်လီကားလေးကိုလည်းအိမ်များကြားမှပေါ်လိုက်ပြောက်လိုက်မြင်နေရသည်သူမတို့အိမ်ကတောင်ဆောင်ကလေး၏အလယ်နားလောက်တွင်ဖြစ်နေသည်ညီမနှစ်ယောက်လှပသောမြင်ကွင်းကိုကြည့်နေရင်းမှပင်လေကလေးတစ်ချက်ဝှေ့လိုက်လျာစန်နီသည်အနှဲငယ်ချမ်းစိတ်စိတ်ဖြစ်လာတဲ့ကဲ့သို့ခံစားလာရသည်ထို့ကြောင့်ညီမငယ်အား ဟန်နီနေမချမ်းဘူးလား
အပြင်မှာတော်တော်အေးတယ်နော်စိတ်နေရပဲလာအိမ်ထဲပြန်ဝင်ကြစို့မမေကလည်းထမင်းစားမယ်ပြောလိုက်တယ်မလားဖေးကိုတောက်ခေါ်အောင် အိမ်ဘက်သို့ညီမလေးလက်ကိုဆွဲကာလှည့်ပြန်လာခဲ့သည်သို့သောစန်နီစိတ်ထဲတွင်လေးလေးကြီးဖြစ်လာသလိုခံစားလိုက်ရသည်မှောင်လာသလားဟုသူမစိတ်ထဲထင်လိုက်မိသဖြင့်ပတ်ဝန်းကျင်ကိုလှည့်ပတ်အကဲခတ်မိရာတစ်ပင်ရိပ်များကြောင့်ငကိုရဲကနေအောင်တိတ်မထိုးသောမိမိတို့လမ်းတစ်လျှောက်ဘဲကရောက်လာကြမှမသိသောမြူများထူပိတ်လာနေသည်ကိုမြင်တွေ့ရပြီးထိုမြူများကြောင့်နေ၏အလင်းရောင်ကမှေးမိန်သွားခြင်းဖြစ်သည်ဟုစန်နီနားလည်လိုက်သည်အိမ်သားမှာမှောင်လာသည်နှင့်အမျှအေးအေးတက်ကလည်းပိုလာသည် လာဟန်နီရေမြင်မြင်လေးနေဒီမှာတော့အပြင်ထွက်မယ်ဆိုအနှွေးတဲ့အရင်ဝတ်မှရမယ်ရေဘက်တွေကြောတွေလေးတိုက်ခံလို့မရဘူး ပြောလိုက်မှပင်လေများကပုံမတိုက်ခတ်လာနေသည်စနိကြောရိုးထဲတွင်စိတ်ကနေတစ်ချက်အေးလာသည်ဟုခံစားလိုက်ရသဖြင့်ရုတ်တရက်ကြောက်စိတ်များဝင်လာပြန်ကဟန်နီလက်ကိုဆွဲပြီးမိဖို့ကန်ထဲသို့အပြေးကလေးဝင်သွားလိုက်မိလေသည်အိမ်ထဲရောက်တော့ဖေဖေကိုထမင်းစပွဲမှာအသင့်ထိုင်နေတာကိုတွေ့ရသည်စနီတို့ညီမလည်းလက်ဆေးကထမင်းဝိုင်းထဲဝင်ထိုင်လိုက်ကြသည် ဖေဖေခုနကသမီးတို့နောက်ဖေးချန်ထဲမှာပင်လယ်ထွက်ကြည့်နေတော့ချက်ချင်းအေးလာတယ်မြူတွေကျလာလိုက်တာလဲချက်ချင်းကိုမှောင်ပိတ်သွားပြီးတော့နေအောင်ပျောက်သွားတယ်တမျိုးပဲနော် စနိစကားကိုဦးတင်ထွန်းကအရေးမကြီးသလိုခပ်ပေါ်ပေါ်ပဲပြန်ဖြေသည် အေးသမီးရဲ့ဒီမျိုးကအောက်ကပင်လေအထက်ကတောင်ဆိုတော့ရာသီဥတုကအဲ့လိုပဲပြောင်းလဲတော့မြန်တယ်မပူအေးတော့ပူတာပေါ့မြူရီမကြာခဏကြတာတော့ဒီမျိုးမှာဒီလိုပဲလေသမီးရဲ့တောရီတောင်တွေရှိလို့ဖြစ်မှာပေါ့ အော်ဟုတ်ဖေဖေဟန်နီကိုတော့အနှွေးတဲ့အမြဲဝတ်ထားပေးမှရမယ်နော်အေးတာကတော့တော်တော်ကိုအေးတယ် အေးဟုတ်တယ်သမီးငယ်ဟန်နီမမပြောတာကြားရနော်အပြင်ထွက်ရင်အနှွေးတဲ့အမြဲဝတ်သွားကြလားဖေဖေလည်းရင်တစ်ခေါက်ရောက်တော့ငါဒီကလူတွေပြောတာကြားဘူးလေဒီမျိုးမှာအဲ့လိုပဲတောင်မိုးကနေမြူတွေကခဏလေးတွင်မှောင်ပိတ်နေအောင်ကြလာတတ်တယ်တဲ့ ဟုတ်ဖေဖေ အငယ်မကထမင်းကိုငုံစားနေရင်ပြန်ဖြေသည် ဖေဖေသမီးတို့ပစ္စည်းတွေကဘယ်တော့ရောက်မှလဲသမီးအခန်းထဲမှာပစ္စည်းတွေနေရာချခြင်းလို့ စနိမေကုန်းကိုဖေဖေကဟင်းရည်တစွန်ခတ်တောက်နေရင်ပြန်ဖြေသည် နေကြောင်းရွှေဝန်ဆောင်မှုကားကနေ့လယ်လောက်ရောက်မယ်လို့ပြောတယ်ကွာရောက်ချင်းလဲငါသမီးခန်းနဲ့နေရာချနိုင်အောင်မမဟုတ်ဘူးသူတို့ပစ္စည်းတွေတဲကြနေရာချကြနေဆုချက်တွေခန့်နေမှာသူတို့ပြန်ပြီးညနေလောက်မှအေးဆေးဆေးသမီးခန်းတွေကိုရှယ်ပြင်ကွာဖေဖေစားအုပ်စင်တစ်စင်တင်ခိုင်းထားလိုက်မယ်သမီးပဲစင်ယူမလဲ ဟုတ်ဘယ်ရှင်ဖြစ်ဖြစ်ရပါရဲ့သမီးကြည့်ပြီးတိတ်မကွာဘူးရှင်တွေကအတူတူလိုပါပဲ အေးဖေဖေကြည့်စီစဉ်လိုက်မယ်အလုပ်သမားတွေနဲ့ဖေဖေတို့အလုပ်ရှုံနေတော့သမီးကညီမလေးနဲ့လမ်းလျှောက်ထွက်ရင်ပဝင်းကျင်ကိုလေ့လာကြည့်ကြလိအိမ်ထဲမှာလူတွေပစ္စည်းပုံနေနဲ့နေစရာရှိမှာမဟုတ်ဘူး ဟုတ်ဖေဖေ သူတို့မိသားစုထမင်းစားပြီးနိုင်ဝက်လောက်အကြာတွင်အိမ်ပတ်ဝန်းကျင်၌ညူများကျဲသွားကြပြီးနေအလင်းရောင်ပြန်ထွက်လာသည်နောက်ခဏအကြာတွင်အိမ်ပြောင်းသည့်ကားပါရောက်လာလေသည်စနီတို့ညီအမလည်းမိခင်ကိုအသိပေးပြီးလမ်းလျှောက်ထွက်လာခဲ့ကြသည်ဦးတင်ထွန်းကပစ္စည်းတင်လာသောကားနားတွင်အလုံးရှုံနေရမှညီအမနှစ်ယောက်ထွက်လာသည်ကိုတွေ့သောအခါ ဟန်နီသမီးလေးအနွေးလေးလုံးဝမချွတ်နဲ့တော့ကြားလားသမီးကြီးအဝေးကြီးတော့မသွားနဲ့နော်ဟိုနားဒီနားပဲလေအကြာကြီးမနေနဲ့ညီမလေးဆေးတောက်ရမယ် ဟုတ်ဖေဖေ ညီမနှစ်ယောက်လုံးပြိုင်တူပြန်អော်ခဲ့ကြသည်မိမိတို့တခါမှမရောက်ဘူးသောနေမြင့်အသစ်တစ်ခုကိုမိမိကဥဆောင်ပြီးညီမလေးကိုလှည့်ပတ်ပြရမည်ဆိုတော့စန်နီစိတ်ထဲတွင်ကျဉ်တ်တယ်လို့ဖြစ်မိသည်မိမိကိုမိခင်ဖခင်တို့ကယုံကြည်မှုတွေတိုးလာပြီဟုလည်းတွေးလိုက်မိသည်အဖေကြောင့်ဆိုသောရန်ကုန်မှာတော့ကသူမတခါအပြင်ထွက်ရဖို့အရေးမိခင်ကတစ်မျိုးဖခင်ကတစ်မျိုးမင်းမြတ်လာသည့်ဘာရီမန်မသိများပြားလာတဲ့မိကုံးများကိုဖြည့်ပြီးမှကြည်ကြည်နက်နက်မဟုတ်တော့လဲမြ မြန်ပြလာပါမည်ဆိုသောအာမခံချက်နှင့်ထွက်ခွင့်ပေးကြသည်မဟုတ်ပါလားစနီတို့ညီမသည်လက်ချင်းတွဲကရောင်စုံပန်းချံကလေးများကိုဖြတ်တန်းရင်းပန်းမြိုင်လမ်းထိပ်နားသို့ပင်ရောက်ရှိလာခဲ့ကြလေတော့သည်စနီတို့လမ်းထိပ်တွင်မြို့ရဲသို့ရောက်နိုင်သောလမ်းမကျယ်တစ်ခုရှိနေသည်ထိုလမ်းမအတိုင်းသူမတို့ကားလေးနှင့်လာခဲ့ကြသည်ဖြစ်၍စနီသည်မိမိတို့အလာတုန်းကမတွေ့ခဲ့ရသောမြို့ရဲနှင့်ဆန့်ကျင်ဘက်အရက်သို့ခြေလမ်းများကိုဦးတည်လိုက်သည်လမ်းနှစ်ပေမှခြံဝင်းများထဲတွင်လည်းလှပသောရောင်စုံတိုက်ကလေးများရှိနေကြသည်လေးငါးခြံခန့်ဖြတ်ကျော်လမ်းလျှောက်ပြီးသောအခါကန်းဆက်သို့သွားသည့်အုတ်လီကားလမ်းကလေးကိုလက်ရဘက်တစ်ပင်များအကြား၌ရုတ်တရက်တွေ့လိုက်ရလေတော့သည် ဟာမမရေကန်းချီစင်းနဲ့လမ်းလေးတွေ့ပြီ ပျော်ပျော်ဆိုဆိုဟန်နီကဆွဲထားသည့်လက်ကိုဖြတ်ခနဲ့လွတ်ကအုတ်လီကားအတိုင်းပြေးဆင်းသွားလေတော့သည်စန်နီလည်းရုတ်တရက်မှုဟန်နီကိုမတားလိုက်နိုင်အုတ်လီကားထစ်များမှာကန်းချီအထိဆွန်လေလေကားတစ်ပေါင်100ခန့်ရှိမည်ဟုထင်ရသည်
သူညမနောက်ပြေးလိုက်ဖို့အုတ်လီကားများပေါ်ဆင်းလိုက်တော့ဘေးတစ်ဖက်တစ်ချက်မှာထိုထက်စွာပေါက်နေသည့်တစ်ပင်ချုံတွေများကြောင့်ပိမ့်ပိတ်မှောင်နေသည်ကိုမြင်လိုက်ရပြီးစန်နီနည်းနည်းလန့်သွားသည် ဟန်နီခဏနေအောင်လေဘေးချုံနေကအကောင်တွေထွက်လာပြီးကြိုက်ခံနေရအောင်မေ ဟန်နီလေးသည်ပြေးဆင်းသွားရင်သူ့အမလှမ်းအော်သဖြင့်ရောက်သောနေရာမှာရပ်လိုက်သည်ထို့နောက်သူ့အမကိုပြန်လှည့်ကြည့်လိုက်က လာပါမမရဲ့ဘာကောင်းမှမရှိပါဘူးဒီအောက်မှာလမ်းလေးကလန်းအောင်ရှိသေးတယ်လားကြည့် အုတ်လေကားလေးအတိုင်းစန်နီဆင်းလိုက်သွားသည်ထူးခြားသည်မှာအီလန်ကလေးအတွင်ဝင်လိုက်သည်နှင့်အေးတဲ့နှင့်အမှောင်တုကတိတိတတာပိုလာသည်ကိုခန်းစားမိလိုက်ရသည်စန်နီရောက်သွားတော့ဟန်နီပြောသည့်လမ်းကလေးကိုတွေ့လိုက်ရသည်မိမိတို့ဆင်းလာသောအုတ်လေကားလမ်းကလေးကိုကန့်လန့်ဖြတ်ကာတောင်ဆောင်အတိုင်းဖောက်လုပ်ထားသည့်အုတ်လမ်းကလေးဟိုဘက်ဒီဘက်နှစ်ဖက်စလုံးမှာခြံချင်းချင်းနှင့်တစ်သားအိမ်ငယ်ကလေးတွေလည်းတွေ့လိုက်ရသည်ဒေတာခန်အိမ်တွေဖြစ်လိမ့်မည်ဟုစန်နီထင်လိုက်မိသည်ထိုလန်းစုံကလေးမှရက်ရင်ညီမနှစ်ယောက်ဟိုဘက်ဒီဘက်ကြည့်ရှုအကဲခတ်နေကြစဉ်သူမတို့အနောင်နာရှိခြုံကလေးတစ်ခုအတွင်းမှတက်ရှက်ရှက်ဖြစ်အတန်တစ်ခုထွက်လာလေသည်အတန်ကြားရကြည့်လိုက်ပြီးတော့ခြုံပုတ်ကလေးတစ်ခုလှုပ်သွားသည်ဟုစန်နီထင်လိုက်မိသည်ထို့ကြောင့်ထိုခြုံပုတ်ရှိရာသို့လက်ညှိုးညိုပြကား ဟန်နီဟိုချုံနေကလှုပ်သွားလားလို့တွေးလိုက်လား ဟန်နီကထူးထူးခြားခြားတက်တိကောင်းနေသည် ဟုတ်လို့လားမမရဲ့ဟန်နီတော့မတွေ့လိုက်ပါဘူး ပြောဆူဆူဟန်နီကထိုခြုံပုတ်အနီးသို့ပဲကတ်သွားလိုက်သည် ဟဲ့ကောင်းမလေးနောက်ဆုံးစမ်းချုံနေကဘာကောင်းရှိမှန်းမသိငွေဆိုရင်ခတ်မယ် ထို့သို့ပြောလိုက်မှသာဟန်နီခြေလမ်းများရက်သွားလေသည်သို့တော့သူမ၏ခြေထောက်များသည်ခြုံပုတ်နှင့်အလွန်နီးကပ်နေပြီဖြစ်သည်ထိုအခိုက်မှာပင်ခြုံထဲမှအတန်များထွက်လာကခြုံပုတ်သည်လှုပ်ရှားလာလေတော့သည်စန်နီသည်ထိတ်ကနေဖြစ်သွားကဟန်နီလက်ကိုပြေးဆွဲပြီးအနောက်သို့အမြန်ဆုတ်လာလိုက်သည်သူမထင်သည့်အတိုင်းပင်ခြုံပုတ်အတွင်းမှမဲမဲတရံရှိသောတတဝါတစ်ကောင်သည်လျင်မြန်လာသောအရှိန်ဖြင့်ဘွာကနေခုန်ထွက်လာလေတော့သည် အမလေး စန်နီသည်ရုတ်တရက်ထိတ်လန့်စွာအွန်လိုင်းမိသည်သို့တော့ချက်ချင်းပင်ရှက်အန်းဖြစ်သွားရလေသည်အကြောင်းမှာညီမငယ်ဟန်နီသည်တဟာဟာရီမောကထိုတတဝါအနာသို့ပြေးသွားသောကြောင့်ဖြစ်သည်တကယ်တော့ခြုံအတွင်းမှခုန်ထွက်လာသည်မှာတကိုယ်လုံးမင်းနဲ့နေသောကြောင်နှက်ကလေးတစ်ကောင်သာဖြစ်နေလေတော့သည်ဟန်နီကသဘောကျစွာရေမောရင်း မမရဲ့လည်းအရင်ကြောက်တတ်တာဟာဟာဟာကြောင်လေးပါဒီမှာကြည့်အောင်ချစ်စရာလေး ပြောဆူဆူကြောင်လေးကိုပြေးကင်ဖို့လုံနေသည့်သူညမကိုစန်နီစိုးရင်စွာလှမ်းအွန်လိုင်းမိပြန်သည် ဟဲ့တွေးကြရအကောင်တွေမကင်နေလို့မေမေမာထားရလေလမ်းဘေးကြောင်လားမသိဘူးအိမ်မွေးကြောင်ဆိုရင်တော့ဒီမျိုးကလူတွေကကာကွယ်စည်းတွေပါထိုးထားမှာမဟုတ်လောက်ဘူးလာလာနေချောင်းနေစိုးနေအောင်မေမကိုင်းနဲ့မကိုင်းနဲ့ ဟုတ်ကြောင်လေးကချစ်စရာလေးနော်အမီးကိုလည်းရင်းနှီးနေတယ်လို့ပဲဟုတ်လားဟဲ့ကြောင်လေးမီအိတ်လိုက်မလား သူမပြောသည်ကိုနားလေသွားသည့်ပုံဖြင့်ကြောင်ကလေးကိုကင်တော်မီဟန်နီလက်များကလေထဲမှရက်သွားတော့လေကြောင်လေးကိုစိတ်မကောင်းသလိုကြည့်ပြီးစကားတွေပြောနေပြန်သည်ကြောင်ကလည်းအဟုတ်ဟန်နီပြောလိုက်တာကိုနားလေသလိုနဲ့ညောင်ကနေအော်ပြီးဟန်နီကိုမော့ကြည့်နေသည် ကဲမဟုတ်တာကြီးပြောမနေနဲ့တွေ့ရကြောင်အိမ်ခေါင်ဝေးလို့ရမှာမဟုတ်ဘူးမေမေစုနေလိမ့်မယ်လာလာကန်းချီသွားချင်တာမဟုတ်လားမြ မြန်ဆင်းကြည့်ပြီးမြမြန်ပြန်ကြအောင် စနီဒီပြောပြောဆိုဆိုပင်ဟန်နီလက်ကိုဆွဲကအုတ်လီကလမ်းကလေးအတိုင်းကန်းချီဘက်သို့ညီမနှစ်ယောက်ဆင်းသွားကြလေတော့သည်အောက်ရောက်သောဖြူပွေးတန့်ရှင်းနေသောတဲတောင်မြင်းကြီးကိုတပြန့်ကြီးလှမ်းမြင်လိုက်ရသည်လှိုင်းများလည်းတဝုံဝုံဖြင့်စီးကျက်မှန်စွာရိုက်ခတ်နေကြသည်ကန်းချီတစ်လျှောက်အုံးပင်ကလေးများကလည်းအစီအီခတ်ဝေးဝေးတွေကန်းချီဟိုတယ်ဆောက်လုပ်ရေးလုပ်ငန်းများကိုလည်းလှမ်းမြင်နေရသည်သို့သောလမ်းလျှောက်သွားမည်ဆိုပါကဝေးလွန်းလာသည်ထိုဘက်သည်ဖေဖေတို့လုပ်ငန်းများရှိရာခရီးသွားအပန်းဖြေကန်းချီစခန်းတိဆောက်ရေးနယ်မြေဘက်ဖြစ်လိမ့်မည်ဟုတွေးလိုက်မိသည်ဟန်နီလေးကတော့ရေစက်သို့အားရဝမ်းသာအော်ဟစ်ကပြေးဆင်းသွားလေပြီစန်နီမှာနောက်ကပြေးလိုက်ရပြန်သည်ညီမလေးကဒီစိမ့်တိုက်ခံရလေချောင်းတွေဆိုးလာတတ်သည်ထို့ထက်ဆိုးပါကအသက်ရှူပါကြလာတတ်သည်ထို့ကြောင့်သူမကိုမျက်စိအောက်ကဘတော်မှအပြောက်မခံကြဟန်နီအပြင်ထွက်လိုပါကတယောက်မဟုတ်တယောက်အမြဲလိုက်ရသည်အခုလေလေစိမ့်များတဟူးဟူးတိုက်နေသည့်ကျေပြန်းလာသောကမ်းခြေသို့သူညမလေးပြေးဆင်းသွားသောကြောင့်စန်နီတယောက်အမိလိုက်ရပြန်လေပြီဟန်နီရှိရာအနားရောက်တော့စန်နီလည်းနည်းနည်းမောနေပြီ ဟဲ့ဟန်နီထွန်းပြေးလိုက်တာအရင်ပဲငါမနေလိုက်ရတယ်မော့တာ ဟန်နီလေးသည်ချင်းမျက်စိမြုပ်တဲ့ရေဆက်ဆက်မှခုံပေါက်နေရင် မမပါဘူးမမရဲ့တမီးကအခုမှပင်လျောက်ခုတာလေပြောင်းလို့နေတော့ကောင်းနေရဲ့ကြည့်ပါလား
ဒီလောက်နေတိုက်နေရအောင်ချောင်းအောင်မစိုးချမ်းလည်းမချမ်း ဟဲ့ဒီလောက်ပြေးလာတာသွေးတွေပူပြီးချမ်းပလားဟဲ့နေအောင်အနွေးတွေကျေးသီးတွေတက်ထားနေရအရန်တိုက်နေ သူညီမကိုအင်ကြီးကျေးသီးတွေအပြည့်တက်ပေးလိုက်သည်ထို့နောက်ဆန်နီသည်ဘောင်းမီအိတ်တွင်ယူလာသောဖုန်းကိုထုတ်ယူလိုက်က ရော့အငယ်မငါ့ကိုဓာတ်ပုံရိုက်ပြီးအတုံတို့စီပို့ချင်လို့ ဟန်နီကပင်လယ်ရေလိုင်းတွေကြားကနှစ်သက်စွာခုံပေါက်နေရမှပြန်ပြေးလာသည် မမအီတုံတို့လဲလာလေဖို့ခေါ်မေသူတို့ရောက်လာရင်လည်းပြောကြမှာ အေးပေါ့ရော့ဒီဘက်ကနေရိုက်ဒါမှပင်လေကြီးနောက်ခံနေလာပြီးနှစ်ယောက်တူတူရိုက်ကြမယ်နော်ဖေးတို့မေးတို့လည်းပြအောင် ပြီးရင်ဟန်နီလည်းတရားထည့်ရမယ်နော် အေးပါရော့ ညီမနှစ်ယောက်ဓာတ်ပုံဝအောင်ရိုက်ပြီးကမ်းခြေတွေခရုခုံကလေးတွေလိုက်ကောက်ကြပြန်သည်ခရုခုံကလေးတွေတော်တော်ရလာတော့ဆန်နီသည်မပြန်ကျင်သေးသောဟန်နီလေးကိုမနှဲချော့မော့ကအိမ်သို့ပြန်ခေါ်လာခဲ့ရလေသည်အုံလီကလမ်းလေးတိုင်းပြန်တက်လာရာကြောင်နှက်လေးကိုတွေ့သောလမ်းစုံကလေးသို့ပြန်ရောက်လာကြသည်သို့သောကြောင်လေးကိုတော့မတွေ့ရတော့ပေသူတို့ညီမသည်အုံလီကတစ်များအတိုင်းလမ်းမကြီးပေါ်ရောက်အောင်ဆက်တက်လာခဲ့ကြသည်အထစ်20ခန့်တက်ပြီးတော့ဟန်နီထံမှအတန်ထွက်လာသည် မမရေတမီချမ်းလာမော်လေဟမ်ဟုတ်လားဒါဆိုခဏနားမယ်လေအပေါ်ရောက်ဖို့တော့လောက်ထပ်တက်အောင်ပါလာထိုင် ဟန်နီကိုသူမနဘေးမှာဆွဲထိုင်ခိုင်းပြီးစန်နီပါလှေကားတစ်များအပေါ်ထိုင်ချလိုက်သည်ဟုတ်သည်ပတ်ဝန်းကျင်ကသူမတို့လာတော့အထက်ပုံမှောင်လာပြီးပိုအေးစိတ်နေသလိုခံစားရသည်ထိုစဉ်မှာပင်ဟန်နီထံမှချောင်းဆိုးတန်များထွက်ပေါ်လာသည် မမရေတမီရင်ကျက်လာပြီ ဟေးဟုတ်လားလာမမကြီးဖတ်ထားမယ်အတားလားအမောပြင်းရင်ပြန်ကြမယ်နော်အိမ်ရောက်ရင်ဆေးတောက်ပြီးနားလိုက် ဟုတ် ဟန်နီကသူ့အမပခုံးပေါ်မှီနေလိုက်သည်စန်နီလည်းမြမငယ်ကိုနှွေးနေအောင်ဖတ်ထားရင်သူမကြည့်နေသည့်မြင်ကွင်းကပုံမုံမှုံဝါလာသည်ဟုထင်လာမိလေသည်သူမတို့ရှေ့ရှိနှိမ့်ဆင်းသွားသောလှေကားတစ်များကိုတဖြည်းဖြည်းနှင့်ခက်ဝါးဝါသာမြင်လာရတော့သည်မနက်ပိုင်းတုန်းကလိုမြူများကြလာ၍မဲမောင်လာသည်လည်းမဟုတ်ထို့ပြင်အေးအေးတက်ကလည်းတိတိတသာပို၍လာသည်စန်နီစိတ်ထဲမှာကြောက်လာပြန်သည်ထို့ကြောင့်ချောင်းဆိုးတန်ပြောက်သွားသောညီမလေးဘက်လှည့်က ဟန်နီတက်တာလားပြန်ကြမယ်နော် ဟန်နီကလေတံဖြော့ကလေးဖြင့် ဟုတ် ထို့နောက်သူတို့ညီမသည်လေကတစ်များအတိုင်းအာယူကတက်လာကြပြန်သည်ထူဆန်းသည်မှာခြေလန်းတလန်းလန်းလိုက်တိုင်းခန္ဓာကိုယ်တွင်းမှအားအင်များရုံရော့သွားသလိုခံစားနေကြရသည်ထိုနေရာတဝိုက်တွင်အောက်ဆီဂျင်နည်းလာတဲ့ကဲ့သို့အသက်ရှူရခက်လာသလိုပါခံစားလာရကြသည်အပေါ်ကားလမ်းမရောက်တော့မှအသက်ရှူရတာပြန်အဆင်ပြေလာတော့သည်ညီမနှစ်ယောက်သားတယောက်မျက်နှာတယောက်ကြည့်မိကြသည်နှစ်ယောက်လုံးမျက်နှာငယ်လေးတွေနဲ့ဟန်နီလည်းသူ့လိုပဲခံစားရလာဟန်တူသည် လာအိမ်အမြင်ပြန်ကြမယ်နော်ရှောင်းနိုင်သေးရဲ့မလား ဟန်နီကခေါင်းငိတ်ပြသည်ထို့နောက်ညီမနှစ်ယောက်သားအိမ်စီသို့မပြေးယုံတမဲခြေလမ်းများဖြင့်ခတ်တုတ်တုတ်ထွက်ခွာသွားကြလေတော့သည်သူတို့အိမ်ပြန်ရောက်တော့အိမ်ပြောင်းတဲ့အဖွဲတွေကပြန်သွားကြပြီမိမိကိုအကျိုးအကြောင်းပြောပြပြီးညီမနှစ်ယောက်ခြေလက်ဆေးကြသည်အငယ်မကိုဆေးတိုက်ဖို့မိခင်ကိုကူညီကသူမ၏အိယာပေါ်သို့လိုက်ပို့ပြီးယူယူရရနှင့်စောင့်မချုံပေးခဲ့သည်ဟန်နီထွန်းကလေးမှာယောဂါကြောင့်ညာရေးညတာအကြောင်းရှိကချက်ချင်းသိရစီရန်မိဘများအခန်းထဲမှာပဲတယောက်၏ကရင်လေးနှင့်အိယာရှာသည်ထို့နောက်မှဆန်နီလည်းမိမိအခန်းရှိရာထက်ခိုးလေးပေါ်သို့တက်လာခဲ့လေသည်အခန်းထဲတွင်မိမိအဝတ်စားတက်တာလေးတွေလည်းရောက်နေပြီစားအုပ်စင်ကိုလည်းနေရတစ်ဖက်မှာကက်လျက်တတ်ရဲ့နေရာချထားသည်ကိုတွေ့ရသည်ဆန်နီထွန်းလည်းအဝတ်တက်တာကြီးကိုဗီဒီယိုကြီးနားသို့ဆွဲကာသူမ၏အဝတ်များကိုဗီဒီယိုအတွင်းသို့စီစီရီထည့်သွင်းနေလေတော့သည်ညစာစားပြီးကြသောအခါမိသားစုအားလုံးဧကန်တွင်စကားထိုင်ပြောဖြစ်ကြသည်အိမ်ပြောင်းအိမ်ရွှေ့ကားကြီးနှင့်ပါလာသော TV ကြီးကိုတော့နေရာမှာတက်ဆင်ထားပြီးဖြစ်သည်သို့သောစက်တလိုက်နှင့်ချိတ်ဆက်ပြီးလိုင်းဖမ်းပေးမိဆရာတွေကမနှက်ဖြန်မှလာနိုင်မည်ဆိုသဖြင့်ယနေ့ညအဖို့တော့ TV ကြည့်လို့မရသေးပြီမေးရောပြင်မဝိုင်လားဖေးလည်းမင်းညတညာလုံးကောင်းမောင်မီဒီနေ့တနေ့လုံးနဲ့အလုပ်တွေရှုံနေရတယ်တော်တော်အိတ်ချင်နေပြီငါသမီးတွေရောစင်ပြေကြရလားဟန်နီထွန်းကတော့ကမ်းခြေသွားတဲ့အကြောင်းဖခင်ကိုပြောပြနေသည်ဆန်နီကတော့သူမဒီပတ်ဝန်းကျင်မှာနေရတာတစ်ချက်ဘာဖြစ်မှန်းမသိအောင်အုံမိုင်းလာပြီး
ကြောက်စိတ်ဝင်လာတယ်လို့ခံစားရကြောင်းပြောပြအောင်မြည်ကြံသေးသည်သို့တော့အငယ်မကဘာမှမဖြစ်ပဲမိမိကသာကြောက်နေသည်ဟုအထင်ခံရမှဆိုသောကြောင့်မိမိပြောသည့်စကားများကို break အုပ်လိုက်လေတော့သည် ဟေးတမီတက်အိတ်တော့မယ်နော်အိတ်တုံတို့စီလဲဖုန်းဆက်ပြီးစကားပြောချင်လို့ ဦးတင်ထွန်းကတခုခုလှမ်းပြောမလို့လုပ်သေးသည်သို့တော့ဒေါ်ပူစုကသူ့ယောက်ျားကိုအသာလက်ကုပ်က အေးသမီးကြီးတော့တိုက်ပြီးမှအိမ်နော် ဟုတ်မေမေ ဆန်နီအေကန်ထဲမှထထွက်လာခဲ့သည်ရေချိုကန်ထဲသို့ဝင်ကသွားတိုက်မျက်နှာတစ်ပြီးမှအခန်းပေါ်ပြန်တက်လာသည်အငယ်မအတန်ကတော့အေကန်ထဲမှာဆာနဲ့ကြားနေရတော့အခန်းတကားကိုအသာပိတ်လိုက်ပြီးဂရင်မော်လဲကဖုန်းကိုအင်တာနက်ဖွင့်လိုက်သည်လိုင်းရတော့တငယ်ချင်းများရှိနေသော group chat ထဲသို့ညနေကရိုက်လာသောကန်းချီကဓာတ်ပုံများကိုပို့လိုက်သည်အသေးလေးတွေတန်းစီတက်လာကတငယ်ချင်းများ၏ message များကတတောင်တောင်နှင့်ဝင်လာကြလေတော့သည် ဟဲ့ဆန်နီရောက်ပြီလားအေးကကန်းချိန်ပါလားအချိန်နေဘလို့လဲဟဲ့မြို့ကပြင်းစရာကောင်းလားဟန်နီလေးကတော့ပြောနေတဲ့ပုံပဲနော် တငယ်ချင်းတို့၏ဂရုစိုက်မှုများကြောင့်ဆန်နီစိတ်ထဲမှာသူမတို့ကိုလွမ်းမိလာပြန်သည် အေးဟာရောက်ချင်းတော့မပြောသေးပါဘူးအိမ်လေးကလည်းမစိုးပါဘူးဟာငါမနှက်ပြန်တက်ဝင်ရိုက်ပြမယ်နော်ညနေကအဲ့ဒီကန်းကြီးလေးခဏရောက်သွားမှစိတ်ထဲပေါ့သွားတာနေရအစ်စ်မှနေကြည့်ရတာပေါ့ဟာဘယ်တက်နိုင်မလဲ ဟဲ့အိမ်လေးချင်းနေတဲ့မှာတငယ်ချင်းလှုပ်ရှားအောင်တွေ့ရလား အေးနေပြောမှငါစဉ်းစားမိတယ်ဒီနေ့ငါတို့ညီမနဲ့လမ်းလျှောက်ထွက်တော့လမ်းမအောင်ကန်းကြီးဘက်မှာလူတယောက်မှမတွေ့ခဲ့ဘူးဟာအိမ်လေးတော့ရှိတယ်လူတွေပဲရှိမနေတာတလန်းလုံးကတိတ်ဆိတ်နေတာပဲ ဟဲ့ဟုတ်လားကြည့်လေလုံးနော်တော့ကြတလန်းလုံးနေလို့တအိမ်ပဲလူရှိတာဖြစ်နေအောင်ပဲ မဟုတ်ဘူးဟာမနက်ကတော့ငါအဖေပြောနေသေးတယ်အိမ်ကြီးချင်းတွေကဖော်ရွေကြပါတယ်တဲ့အပြင်သိမ့်မထွက်ကြလို့ဖြစ်မှာပါအပြင်မှာအေးတယ်ဟာအမှလို့မဟုတ်ဘူး ဆန်နီစားရိုက်နေရင်တခုတွေးမိပြန်သည်ယနေ့ကြုံခဲ့ရသည့်ထူးထူးဆန်းဆန်းအဖြစ်အပျက်တွေကိုတငယ်ချင်းတွေကိုပြောပြလိုက်ရင်ကောင်းမလားဟု၍ဖြစ်သည်သို့တော့ယနေ့မှအိမ်အစ်စ်ကိုရောက်သည်ဒီနေ့ပဲပုံပြင်တွေပြောနေပြီဟုတငယ်ချင်းများစနောက်ကြမိကိုသူမမလိုလားပြီသို့တော့မပြောဘဲလဲမနေနိုင်မိဘများကိုပြောလေလဲအဆူခံရလင်သာရှိမည်အထူးတလဲယုံကြည်ကြမည်မဟုတ်ထို့ကြောင့်တငယ်ချင်းများကိုသာပြောပြလိုက်တော့မည်ဟုဆန်နီဆုံးဖြတ်လိုက်သည် ဟဲ့ငါပြောအောင်မေးသိလားဒီနေ့လေငါတို့ညီမတွေကန်းချီဘက်သွားရင်းနဲ့လမ်းမှာရုတ်တရက်ကြီးမှောင်ပြီးအရန်အေးလာတယ်ဟာ ဆန်နီထိုးစားရိုက်နေရင်းမှာပဲအခန်းမီးကဖြတ်ခနဲ့ပြတ်သွားလေတော့သည်မောင်မဲကြီးတဲ့တွင်ဆန်နီတယောက်တည်းဘာမှမမြင်ရတော့အိမ်ရထဲမှာငေါက်ခနဲ့ထထိုင်ရင်လက်ထဲကဖုန်းမီ touch light ကိုအမြန်ဖွင့်လိုက်မိသည်ပါဇက်ကလည်း ဖေဖေ ဟုတ်အော်ဟစ်လိုက်မိလေသည်ထိုကအခန်းရှိလှေကားရင်းမှဖခင်အတန်ထွက်ပေါ်လာသည် သမီးကြီးမကြောက်နဲ့နော်မီးပြတ်သွားတာထင်တယ်မနေ့မှမီးလိုင်းတွေဝါကြိုးလေလျှက်စစ်အင်ဂျင်နီယာတွေခေါ်ဆက်အောင်မယ်အိတ်တော့ခီးလဲပန်းလာတာဖေးကြီးတို့လည်းအိတ်တော့မယ် ဟုတ်ဖေဖေအိတ်တော့မယ်နော် ဟုတ်ပြန်អော်ပြီးဆန်နီဖုန်းကိုပြန်ကင်လိုက်သည်တိုးတော့တငယ်ချင်းများကိုညနေကအကြောင်းပြောပြခြင်းစိတ်တော့မရှိတော့ရေးလက်စာများကိုဖျက်လိုက်သည်ထို့နောက်စာအသစ်များပြန်ရိုက်လိုက်သည် တကယ်ချင်းတို့ရေဒီမှာမီးပြတ်သွားတာဟာမနက်မှပြန်လာမယ်တင်တယ်ဖုန်းအားလဲကုန်တော့မယ်ငါလဲခီးပတ်လာလို့အိတ်တော့မယ်နော်နောက်နေ့မှထပ်ပြောကြမယ်တတား တငယ်ချင်းများကိုနှုတ်ဆက်ပြီးဖုန်းပိတ်ကအိယာရဲသို့ချစ်ပစ်လက်ပစ်ပြန်လဲလိုက်လေတော့သည်ပရင်းပေါက်အပြင်ဘက်မှာတော့သူမတို့ခြံတွေးရှိတစ်ပင်ဤတစ်ကိုင်းတချို့ကိုလာရောက်အောင်မှလှမ်းမြင်နေရသည်ထိုတစ်ကိုင်းကြီးများလေးတား၍လှုပ်ရမ်းနေသည်ကိုမြင်နေရသည်မှာလဲစန်နီစိတ်ထဲတွင်မိမိအားခြံထဲဆင်းလာရန်လက်ရက်ခေါ်နေသည်ဟုမြင်အောင်လာကခြောက်ချားလာရပြန်သည်ထို့ကြောင့်ပရင်းပေါက်ကလပ်ကအဝတ်စကလေးကိုဆွဲပိတ်ကဆောင်းကိုပါခေါင်းမီးခြုံ၍ဖျားစာရွတ်နေလိုက်ရာမကြခင်အချိန်အတွင်းအိပ်ပျော်သွားနေတော့သည်အခုနားဆင်ကြရတဲ့ဇက်လန်လေးရဲ့နာမည်ကတရေကျွန်းလို့ခေါ်ပါတယ်။နောက်လာမယ့်အပိုင်းမှာတော့စန်နီတို့ညီမနှစ်ယောက်ရုပ်ရှင်အောင်ပြက်ကြီးတစ်ခုကိုရှာတွေ့ပြီးသူညမလေးပျောက်သွားတဲ့အခါဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတရေကျွန်းအခန်းနှစ်မှာစိတ်ဝင်စားဖွယ်နားဆင်ကြရမှာပဲဖြစ်ပါတယ်။စန်နီ on air တင်ဆက်ပေးနေတဲ့အစီအစဉ်တွေကိုစိတ်ဝင်စားတယ်ဆိုရင် channel လေးကို subscribe လုပ်ထားပြီးအားပေးနားဆင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်။မင်္ဂလာပါရှင် Sandy on Air Channel မှာကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့
စိတ်ဝင်စားစရာထိတ်လန့်ချောက်ချားဖွယ်ဝတ္ထုတွေကိုကြိုက်နေတတ်တဲ့သူတွေအတွက်တရေကျွန်းလို့အမည်ပေးထားတဲ့ကိုရိုင်းရဲ့ဝတ္ထုဇာတ်လမ်းလေးတစ်ပုဒ်ကိုနားဆင်ရမှာဖြစ်ပါတယ်တရေကျွန်းအခန်းနှစ် မိုင်အမကြီးထားတော့ယူရသွားကြမယ်တဲ့ထားတော့ လှေကားပေါ်တတုံတုံပြေးတက်လာတဲ့အတူစန်းနီအခန်းထဲသို့အငယ်မဟန်နီထွန်းအော်ဟစ်ပြီးဝင်လာသည်ချက်ချင်းပင်ကရင်ဘေးကိုရောက်လာကစောင်းကိုပါလာဆွဲပြီးနှိုးသည် မမကြီးရွှေသွားမယ်တဲ့ထားတော့မမေခေါ်နေတယ် အေးဟာထပြီလာခဲ့မယ် ဟာမရဘူးထားလာဟန်နီနဲ့တခါရေးလိုက်ခဲ့မရေးချွေကြောင်းမှာ ပြောဆိုဖြင့်စန်းနီလက်ကိုဆွဲခေါ်နေသောကြောင့်စန်းနီလည်းအိယာမထကလိုက်သွားရလေသည်ကျွန်းတာယာမြို့မစီမနက်စာစားပြီးကြသောအခါမိသားစု၄ယောက်သာမြို့ရဲဘက်သို့ကားလေးဖြင့်ထွက်လာခဲ့ကြသည်ယမန်နေ့ကတွေ့ခဲ့ကြသောခင်မီလာပနေသည့်ဈေးရုံတကြီးသို့သူတို့ရောက်ခဲ့ကြသည်ဦးတင်ထွန်းကကားပတ်ကင်တွင်ကားကိုမရပ်ဘဲဈေးရုံဝင်ပေါက်ပေါ်တီကိုအောက်အထိကားကိုမောင်းသွားသည် ကဲသမီးတို့မင်းနဲ့အေးအေးဆေးဈေးဝင်နေကြနော်ဒီဆိုင်တဲ့ခဏသွားလိုက်အောင်မယ်တနင်္လာရောက်ကြရင်ပြန်လာခေါ်မယ်နော်မေးပါမအောင်မလဲ မှာတော့ပါဘူးဖုန်းပါရင်နော်လိုအဲ့လမ်းဆက်လိုက်မယ်လေ အေးပါပါတယ်လူရင်ဆက်လိုက်ဒါဆိုဖေးသွားပြီနော် တတာ ဟန်နီတို့၏အတန်ကလေးထွက်သွားသောကားအနောက်သို့လိုက်ပါသွားသည် လာဈေးထဲဝင်ရအောင်သမီးကြီးဟန်နီလက်ကိုမလွတ်နဲ့နော် တို့ဖြင့်တားမိ၃ယောက်သားဈေးရုံကြီးထဲသို့ဝင်လာခဲ့ကြသည်ဈေးရုံကြီးကခင်မီလာပတလို့သူမတို့ထင်ထားသည့်ထက်ပြီးရွေးချယ်ဝယ်ယူစရာကုန်ပစ္စည်းများအစုံအလင်ရှိနေသည်သုံးထပ်ရှိသောဈေးရုံကြီးအောင်ဆုံးထက်၌တာငါစားတောက်ကုန်လူ၃ကုန်အချောက်အချမ်းကအစဝယ်ယူရရှိနိုင်သည်ဒုတိယထပ်တွင်အဝတ်အထည်အိမ်သုံးပစ္စည်းစုံစီနှစ်ဖာဖန်စီပစ္စည်းများအစအလှပြင်ပစ္စည်းများကိုပါစုံစုံလင်လင်တွေ့လိုက်ရသဖြင့်စန်နီပြောသွားသည် ဒီမျိုးကထင်သားတောက်တော့လည်းမစိုးပါလား ဟုတ်လေစန်နီစိတ်ထဲမှမှတ်ချက်ချလိုက်မိသည်အပေါ်ဆုံးတက်တွင်ပရိဘောကများလျှက်စစ်ပစ္စည်းများနှင့်စားတောက်ဆိုင်တန်းများရှိလေသည်တားမိ၃ယောက်သားတနာရီကြော်မိမိတို့အိမ်သစ်တွေလိုအပ်သည်များအောင်ဈေးပတ်ဝယ်ပေးကြသောအခါအပေါ်ဆုံးထက်ရှိစားတောက်တန်းတွင်မုတ်စာအေးအေးတောက်ရင်ဖခင်ကြီးပြန်လာကြိုသည်ကိုစောင့်နေကြသည် မမေဟန်နီချောကလက်ဘရောင်နီစားခြင်းနဲ့ သမီးလေးအခုပဲစတော်ဘယ်ရီမစ်ရှိတ်တောင်းနေရလေညကြချောင်းနေအရင်ဆိုပြီးမောနေအောင်မဲ့သမီးငယ်ရဲ့ ဟန်နီမျက်နှာလေးငယ်သွားတော့သည်စန်နီစိတ်မကောင်းပါထို့ကြောင့်သူမ၏မိခင်အားဟန်နီဘက်မှကူပြောပေးလိုက်သည် ရပါတယ်မမေရဲ့ခုနကကိတ်ဆိုင်မှာသမီးလဲတွေးခဲ့တယ်အတုံးလေးတွေကသေးပါတယ်နည်းနည်းလောက်ကတော့သူစားနိုင်မှာပါသမီးတော့လာခဲ့မယ် ပြောဆိုစန်နီထားရလိုက်တော့ဒေါ်ပူစုကဘာမှမပြောတော့ပြီဟန်နီကတော့ဟေးကနေအော်ကစန်နီလက်ကိုပြေးဆွဲသည် ဟေးသမီးလေးလိုက်ခဲ့မယ် ညီမနှစ်ယောက်မုံဆိုင်တွေဘက်သို့ထွက်လာခဲ့ကြသည်အငယ်မစားကျင်သည့်ကိတ်မုံဝဲသည့်အခါပြန်အန်းရံငွေအကျွေးလိုသဖြင့်ဆိုင်ရှင်အတော်ကြီးကဘေးဆိုင်တွေသွားအန်းနေသည်သူမတို့ညီမနှစ်ယောက်မုံဆိုင်ရှိမှရက်ဆောင်နေရသည်ထို့အခိုက်နဘေးရှိပင်လယ်စာထမင်းဆိုင်မှစကားပြောတန်များကိုသူတို့ကြားလိုက်ရသည် ဟေးမောင်ပိန်ရောတရေကျုံပဲအော်ဒါတော့ပို့လိုက်စမ်းဒီမှာလိမ့်စာ စနီမျက်လုံးများပြူးသွားလေသည် တေးကျိုးနဲ့နမေကြီးကလည်းကြောက်စရာကြီး ဟို၍လဲတွေးလိုက်မိသည်ဟန်နီကတော့ကြားလိုက်ပုံမပေါ်တုံလင်လာတော့မုတ်တွေကိုသာလိုက်ငန်းနေမိသည်အတော်ကြီးပြန်လာပြီးပတ်စံအံပေးလိုက်တော့သူတို့မိခင်ရှိရာစပွဲသို့ပြန်လာခဲ့ကြသည် အခုပဲဖေးဖုန်းဝင်လာတယ်ကပ်ပါကင်မှာရောက်နေပြီတဲ့ကဲတွားရအောင် သူတို့အိမ်ပြန်ရောက်တော့ခဏနာပြီးထမင်းစားကြသည်ထို့နောက်မိသားစုတက်ညီလက်ညီအိမ်တန်ရှင်းရေးတွေလုပ်ကြပြန်သည်ဘေးပတ်ဝန်းကျင်အိမ်များကိုရန်ကုန်ကပါလာတဲ့လက်ဆောင်များဝင်းကပေးရင်မိတ်ဖွဲ့နှုတ်ဆက်ကြလေသည်နေဆောင်သွားသောအခါအိမ်အလုံးများလည်းလှုပ်ပြီးသွားသည့်အတွက်ညီမနှစ်ယောက်ရေမိုးချိုးပြီးမိခင်ထံခွင့်ပန်ကမနေ့ကအတိုင်းပတ်ဝန်းကျင်စူးစမ်းလေးလာရေးထွက်ခဲ့ကြပြန်တော့သည်လမ်းထရောက်သည့်အထိစနီတို့ညီမစကားမပြောဖြစ်ကြသည်တိတ်ဆိတ်အေးချမ်းသောလမ်းကလေးတစ်လျှောက်ဘေးပင်ညာအိမ်တွေကိုအကဲခတ်ရင်ခပ်ဖြည်းဖြည်းလျှောက်လာခဲ့ကြသည်အိမ်အများစုတွင်လူသူအရေးအယောင်မတွေ့ရသို့တော်လူမနေသည့်အိမ်များတော့ဟုတ်ဟန်မတူပေနေဘက်အလုတ်သွားကြလို့လားမိသားစုဝင်နေနေလို့လားတခုခုပေါ့လို့စံနေတွေးမိသည်ရှိသည့်လူများကလည်းအိမ်တွင်း၌သာအနေများကြဟန်တူသည်
လမ်းထိပ်ရောက်တော့မနေ့ကအတိုင်းမြို့ရဲဘက်နဲ့စန့်ကျင်ဘက်အရက်တို့ချိုးကွေကဆက်လျှောက်လာမိကြပြန်သည်ကန်းချီစင်းသည့်လှေကားနားရောက်တော့ဟန်နီကမေးသည် မမမနေ့ကလိုပဲကန်းချင်ရှင်းကြမှာလား စန်နီကောင်းကိုတစ်ချက်ခါလိုက်သည် ဟဲ့အေး တိတ်ရိတ်ချုံရိတ်တို့ဖြင့်မှောင်ရီနေသောလှေကတစ်များကိုတစ်ချက်လှည့်ကြည့်ပြီး လာဟာရှေ့ကိုဆက်လျှောက်ကြည့်အောင်ဒီအောက်ကမနေ့ကရှင်းကြည့်ပြီးပြီပဲ ဟုတ်မမကြီး ညီအမနှစ်ယောက်စိတ်တူသဘောတူဆက်လျှောက်လာခဲ့ကြသည်9မိနစ်ခန့်ရှောက်လိုက်တော့အိမ်များကတဖြည်းဖြည်းကျဲလာကြသည်တစ်ပင်ချုံတွေများပြည့်နေသည့်မြေကွက်အလွတ်များကိုလည်းတွေ့လာရသည်ကျိုးတို့ကျဲတဲ့တွေ့လာရသည့်အိမ်တွေကလည်းအသစ်တွေမဟုတ်တော့ပဲရခင်အိမ်ပုံစံအဟောင်းမျိုးတွေဖြစ်လာသည်လူမနေတော့တာကြားမြင့်လာပြီဟုယူဆရတော့သည့်အိမ်အိုအိမ်ဟောင်းများကိုလည်းတစားတဲ့တစားတွေ့လာကြရသည်လမ်းကွေးတစ်ခုအရောက်တွင်ပြိုပြက်နေသောအိမ်ကြီးတစ်လုံးကိုလမ်းဘေး၌တွေ့ရလျာစန်နီသည်လှည့်ပြန်ရင်ကောင်းမလားဟုပင်တွေးလိုက်မိသည်သို့တော်အငယ်မကဘာမှအထူးတလည်းမတွေးမိသလိုလမ်းကလေးတစ်လျှောက်မြူးကြွတွက်လက်စွာရှောင်နေသဖြင့်စန်နီလဲ နည်းနည်းတော့ဆက်လျှောက်ကြည့်မယ်လေမြို့ပြရောက်သွားတယ်ဆိုလဲပြန်လဲကြအောင်ပေါ့ ဟုတွေးကဆက်ရှောင်လာခဲ့ကြလေတော့သည်သို့တော်ရှေ့သို့ဆက်ရှောင်လာကြရင်ဒေတာခန်တို့၏အိမ်ဟုယူဆရသောအောက်ခံတစ်သားအိမ်အဟောင်းကလေးများကသူတို့မျက်စိအောက်တွင်တလုံးပြီးတလုံးပြန်ပေါ်လာကြပြန်သည်စန်နီသူ့အဖေပြောသောစကားတချို့ကိုသတိရသွားသည် ဟဲ့ငါသိပြီဒါဖေးပြောရင်မြို့ဟောင်းဘက်ဆိုတာဖြစ်ရမယ် အငယ်မကဘာမှပြန်မပြောစန်နီသည်သူ့ညမလေးကိုတစ်ချက်လှည့်ကြည့်လိုက်မိသည်ဟန်နီထွန်းသည်သူ့အမလက်ကိုဆွဲကမိဘများမပါဘဲမရောက်ဘူးသေးသောနေရာတစ်များစီသို့လဲပတ်နေရသည်ကိုအလွန်ပျော်ရွှင်နေဟန်ရှိသည်သူခမများမွေးကင်းစအရွယ်ကလေးကယောဂနှင့်နှပန်းလုံးကအသက်လူခဲ့ရသည်ယခုထိလည်းခါတက်သောစိတ်များစွာကိုအရွယ်နှင့်မလိုက်အောင်တစ်နေ့3ချိန်တောက်သုံးရင်ခလေးအရွယ်ကိုကြော်ဖြတ်နေရပြန်သည်ရန်ကုန်မှာကလေးကတခြားကလေးများလမ်းပေါ်၌ပျော်ရွှင်စွာအော်ဟစ်ကစားနေကြချိန်တွင်အိမ်ပေါ်မှသာငေးကြည့်ခဲ့ရသောဟန်နီသည်ဤမျိုးကိုရောက်လာမှအထူးလွတ်လပ်ခွင့်တွေရရှိနေခြင်းဖြစ်သောကြောင့်အလွန်ပျော်ရွှင်တက်ကြွနေပုံပေါ်လေသည်စန်နီသည်သူ့ညမလေးအားအထူးပင်စာနာတနာမိသွားသည်ထို့ကြောင့်ဟန်နီကိုဆွဲထားသောလက်အားလွတ်ပေးလိုက်ပြီး ကဲလွတ်လွတ်လပ်လပ်နေဟာရှေ့ဆက်သွားကြည့်ကြမယ်ဘာမှမရှိတော့ရင်လည်းပြန်ကြတာပေါ့ ဟုတ်မမကြီး ဟန်နီထွန်းကပျော်ရွှင်စွာအော်ဟစ်လိုက်ပြီးလမ်းကလေးအတိုင်းခုံပေါက်ကပြေးသွားလေသည် ဟဲ့အရန်တော့မပြေးနဲ့နော်ငါအနားမှာပဲနေ လမ်းတစ်ပေမလန်းမကန်းရှိမြေဆိုင်အင်္ဂလိပ်တအိမ်တွင်မှသူတို့ညီမတန်ကြားရသဖြင့်အတော်ကြီးတယောက်ကပဒင်းပေါက်တွင်ခေါင်းပြူထွက်ကလှမ်းကြည့်လာသည်ထို့သို့လူရိပ်လူရောင်လှမ်းမြင်လိုက်ရသဖြင့်စန်နီအားတက်သွားသည်လှမ်းကြည့်နေသောအန်တီကြီးကိုပြုံးပြလိုက်ကစန်နီလည်းသူ့ညီမနောက်သို့ခြေလှမ်းတွတ်တွတ်ဖြင့်လိုက်ပါသွားရလေတော့သည်ရခင်ကလမ်းဆောင်ဖြစ်ခဲ့မည်ဟုယူဆရသောမြေကွက်လက်ကျဲတစ်ခုသို့ရောက်လာကြသောအခါမြည်သည့်ဘက်သို့ဆက်သွားရမည်မှမသိတော့သဖြင့်ညီမနှစ်ယောက်လုံး၏ခြေလမ်းများအလွန်လိုရက်သွားကြလေတော့သည်ထိုနေရာသည်ဟောရခင်ကအတော်တန်စီကားခဲ့ဘူးမည်မြို့လေကောင်ဖြစ်ပေလိမ့်မည်လမ်းဆောင်လမ်းကွာ၄ဘက်၄တန်စလုံးတွင်အစာအုပ်အဟောင်းတွေအပြက်အစီးတွေရှိနေသည်အိမ်ဝင်တကားပေါက်တွေကအကျယ်ကြီးတွေဖြစ်နေသဖြင့်ထိုကာလဈေးအောင်ဈေးဝယ်တွေဖြစ်ပြနေသောဆိုင်ကန်းတွေဖြစ်ခဲ့လိမ့်မည်ဟုစန်နီတွေးမိသည်တစ်ထပ်တိုက်များအပြင်နှစ်ထပ်တိုက်တချို့ကိုပါပျက်စီးပြိုကျနေသည်ကိုမြင်ကြရလေသည်လူရိပ်လူချေတော့မတွေ့ရပေ ဟဲ့ဟန်နီလာတော့လမ်းဆောင်ကြီးကဆက်သွားရင်ဘယ်တွေထက်ရောက်သွားအောင်လဲမသိဘူးဒီမှာပဲခဏကြည့်ပြီးပြန်ကြရအောင် မမဟိုမှာရုပ်ရှင်အောင်ကြီးထင်နေ ဟန်နီလည်းညွှန်းညွှန်ရကြည့်လိုက်တော့ဘေးပတ်လေကတာမန်အိမ်တွေထက်ကြီးမားသောအစာအုပ်ကြီးတစ်လုံးမီးလောင်ကျွမ်းခံထားရတဲ့ကဲ့သို့မြစ်ပင်မဲတူးနေတော့လဲအစာအုပ်ကအခိုင်အခန့်ကြီးပဲရှိနေသေးသည်စန်နီတို့ညီမနှစ်ယောက်လည်းဆက်စုကျင်စိတ်ကလှုံ့ဆော်သဖြင့်၎င်းအစာအုပ်ကြီးနာတို့ဖြည်းဖြည်းချင်းချစ်ကပ်လာမိကြတော့သည် ဟုတ်တယ်ဟာဒါအရင်ကရုပ်ရှင်အောင်ကြီးပဲဖြစ်လိမ့်မယ် စန်နီကပြောရင်းပင်အစာအုပ်ကြီးကိုလှည့်ပတ်လေးလာကြည့်လိုက်သည်ဟိုရခင်ကတော့ခန္ဓာကိမ်းမိပုံပါပဲကြောက်အလားစီထားသောတိုင်လုံးကြီးများကယခုထိပင်ခန့်ညားနေလေဖြစ်သည်တက္ကမကြီးတွင်လက်ကင်နှစ်ဖက်ကိုတန်ကြိုးကြီးတစ်ချောင်းနှင့်ပတ်ကာတောကလောက်ကြီးတစ်ခုနှင့်ခတ်ထားသည်ရုပ်ရှင်အောင်ဆိုတော့ပဒင်းပေါက်မရှိ၍အတွင်းသို့လှမ်းမမြင်နိုင်ဘယ်နာကချောင်းကြည့်လို့ရနိုင်မလဲဟုစန်နီဟိုဟိုဒီဒီရှာမိသည်မတွေ့ရောအနောက်ဘက်များမှာအပေါက်များရှိမလားတွေးလိုက်မိသည် အငယ်မလားအနောက်ဘက်သွားကြည့်အောင် ပြောဆိုဆိုမျက်နှာကိုနေရမခွာပြီးပြန်လှည့်ကဟန်နီထွန်းလက်ကိုလှမ်းဆွဲလိုက်သည် ဟမ်ဟန်နီထွန်းဘယ်ရောက်သွားတာလဲ ရုပ်ရှင်အောင်ရှိမှသူမတယောက်တည်းရက်လျက်ရင်ထဲမှာပြင်းစွာတစ်ချက်ဒိန်းကနေဖြစ်သွားပြီးမှ
နှလုံးကအဆက်မပြတ်တရတုတ်ခုန်လာလေတော့သည် ဟန်နီထိုးရေဟန်နီထိုးရေ စိုးရိမ်ထိတ်လန့်စွာအော်ဟစ်ရင်ရုပ်ရှင်ယုံကြည်ဘေးတစ်ဖက်သို့အပြေးကလေးသွားရှာကြည့်မိသည်ထိုဘေးလမ်းဘက်ကြားမှလည်းမရှိ ဒုက္ခပါပဲဒီကောင်မလေးဘယ်ရောက်သွားလဲမသိဘူးဟန်နီထိုးရေ တယောက်တည်းပြလောင်ခက်ကညီမလေးနာမည်ကိုအော်ခေါ်ရင်းရုပ်ရှင်ကိုအနောက်ဘက်သို့သွားကြည့်ရန်ဘေးလမ်းကြားထဲသို့ပြေးဝင်လိုက်သည် ဟန်နီရေ သူမ၏ခြေတံတစ်ဖြက်ဖြက်မှလွဲ၍ဟန်နီထွန်းပြန်ထူးသောအတန်ကိုမကြားရထို့ကြောင့်ပုံမစိတ်ပူလာကခြေလန်းအရှိန်ကိုပုံမြင့်လိုက်သည်သို့တော့ထိုလန်းကြားထဲရှိရုပ်ရှင်ုံ၏နဘေးဘက်တွင်အုတ်ချက်များအနှဲငယ်ပြိုကျပြီးအပေါက်ငယ်တစ်ခုရှိနေသည်ကိုတွေ့လိုက်ရသဖြင့်ထိုအပေါက်မှခေါင်းငုံရှိုကအတွင်းသို့လှမ်းကြည့်မိလိုက်သည်ရုတ်တရက်ရုပ်ရှင်ုံအတွင်းမှမြင်ကွင်းကြောင့်စနီထွန်း၏မျက်လုံးများပြူသွားရလေတော့သည်ဟန်နီထွန်းသည်ရုပ်ရှင်ုံအလယ်နားလောက်စီတွင်ငြိမ်သက်စွာမတ်တက်ရက်လျက်ရှိသည်သူမ၏ခေါင်းကိုအပေါ်တဲတဲသို့မော့ပြီးမျက်နှာကျက်မှတစုံတရာကိုစိတ်ဝင်စားစွာကြည့်နေခြင်းပင်ဖြစ်သည်ဘာပဲဖြစ်ဖြစ်သူညမကိုတွေ့လိုက်ရ၍စနီအားတက်သွားသည် ဟန်နီရေ ဟန်နီကတော့သူ့အော်တန်ကိုမကြားသလိုလှုပ်ရှားမှုလုံးဝမရှိဘဲငြိမ်သက်နေစေပင် ဟဲ့ဟန်နီနင်ဘယ်ကဝင်သွားတာလဲ စနီကသာလှမ်းအော်နေတော့လဲအပေါက်ထဲမှလှမ်းမြင်ရသည့်သူညမကဘာမှတုံ့ပြန်မှုမရှိအညွတ်ခံထားရသလိုကြောက်စရာကောင်းလောက်အောင်ငြိမ်သက်ပြီးမျက်နှာကျက်ကိုသာစိုက်ကြည့်နေသည်ထိုအခါစနီစိတ်ထဲမှာပုံမထိတ်လန့်လာကအပေါက်ငယ်ကိုအတင်းတိုးပြီးအတွင်းသို့ဝင်ရောက်နိုင်ရန်ကြိုးစားရလေတော့သည်သို့တော့အုတ်ခဲနှစ်ချက်သုံးချက်စာအပေါက်ကလေးကသူမမပြောနှင့်ဟန်နီထွန်းလုံးလူကောင်သေးသေးလေးပင်ဝင်သွားဖို့မဖြစ်နိုင်ပြီထို့ကြောင့်စနီသည်လူလေးပြန်ထလာကရုပ်ရှင်ုံအရှိပေါက်စီသို့ပြန်ပြေးရပြန်သည်ရုပ်ရှင်ုံရှိတကယ်မကြီးမှာတန်ကြိုးကြီးပတ်ပြီးတောက်ခတ်ထားခြင်းဖြစ်သဖြင့်ထိုတန်ကြိုးကြီးကိုဆွဲကြည့်ရာအနှဲငယ်ချောင်ချိနေသည်ကိုတွေ့ရသဖြင့်စနီအားတက်သွားသည်တန်ကြိုးကိုဆွဲဖြင့်လျော့ရင်တကယ်မကြီးကိုဆွဲဖွင့်လိုက်ရာအနှဲငယ်ဟလာပြီးအထဲကိုလှမ်းမြင်လိုက်ရသည်ရုံအလယ်လောက်တွင်တော့ဟန်နီထွန်းကရက်နေစေအပေါ်ကိုမော့ကြည့်နေစေပင်စနီလဲတန်ကြိုးဘက်ကိုရော့တက်ရော့အောင်ဖြေပြီးတကမာကြီးကိုအားကုံဆွဲဖွင့်ကပခုံးကိုစောင်း၍အတင်းတိုးကရှို့ဝင်လိုက်သည်ပခုံးတစ်ဖက်ကပူကနေတစ်ချက်နာသွားပြီးရုပ်ရှင်ုံအတွင်းသို့စနီရောက်သွားလေပြီချက်ချင်းပင်အငယ်မစီပြေးသွားပြီးလက်ကိုဖမ်းဆွဲလိုက်သည် ဟဲ့ပြောနေတဲ့ကြားတွေကဘာလို့ပျောက်သွားတာလဲငါမှစိတ်ပူလိုက်ရတာခေါ်နေတာလည်းပြန်မထူဘူးဘာတွေအဲ့လောက်စိတ်ဝင်စားကြည့်နေရတော့ ထိုအခါမှဟန်နီထိုးစတင်လှုပ်ရှားလာသည်မျက်နှာကျက်မှအကြည့်ကိုခွာကသူ့အမဘက်လှည့်ကြည့်လိုက်သည်ဟန်နီထွန်းစီမှချောင်းဆိုးတံများကအရင်ထွက်ပေါ်လာသည် တွေ့လားဒီမှာဖုန်နေကြီးပဲနှစ်ချောင်းဆိုးရောကနေမတည့်ပါဘူးဆိုလာပြန်ထွက်ကြအောင် ဟိုမျက်နှာချက်ပေါ်မှာမဲမဲလေးလှုပ်သွားတာတွေ့လိုက်လို့မမရဲ့မနေ့ကကြောင်လေးလားမသိဘူးတေချာကြီးတော့လည်းမတွေ့တော့ဘူးအဲ့ဒါပဲလိုက်ရှာနေရ ဟဲ့ဟိုးမျက်နှာချက်အမြင့်ကြီးပေါ့အဲ့ဒီကြောင်ကတတ်နိုင်ပါမလားရုံဟောင်းကြီးဆိုတော့လေလင်းတို့တွေဘာတွေဖြစ်မှာပေါ့လာပြန်ထွက်ကြအောင်နင်တော့ငါမင်းနဲ့ပြန်တိုင်လိုက်ရရင်နောက်နေ့အပြင်မထွက်ရပဲနေတော့မယ်အနားမှာနေပါဆိုတာကိုချက်ချင်းပျောက်သွားတယ်ငါမှလက်လိုက်ရတာ ပြောပြီးအငယ်မလက်ကိုဒေါသတကြီးဆွဲကစနီပြန်ထွက်ဖို့ခြေလမ်းပြင်လိုက်သည်သို့တော့ဘယ်ကထွက်ရမှန်းသူမသိ ဟဲ့နင်ဘယ်ကဝင်လာတာလဲငါအပေါက်ရှာမတွေ့ဘူးဟိုရှိတကားကနေတွန်းဝင်လာတာနားလိုက်တာဟာ ဟန်နီထွန်းကအနောက်ဘက်တနေရာကိုလက်ညှိုးညွှန်ပြသည် ဟိုးတောက်ပါလေမမကြီးရဲ့တကားပေါက်လေးရှိတယ် စနီကိုကောင်းကိုထုကျင်သွားသည်ခုနတည်းကရုပ်အနောက်ဘက်သို့ပြေးကြည့်လိုက်လျင်ပြီးနေပြီထူပူပြီးအရှိဘက်တကားစီပြန်ပြေးသွားမိသဖြင့်ခက်ခဲတွန်းဝင်လိုက်ရသည်မဟုတ်ပါလား အေးလာအဲ့ဒီရပဲပြန်ထွက်ကြအောင် ညီမနဲ့အပြင်ပြန်ထွက်ရန်တကားပေါက်စီလျှောက်သွားကြစဉ်ရုံအတွင်းဘက်တနေရာမှတစ်သားခုံသို့မဟုတ်ဇပွဲကိုတွန်းရွှေ့လိုက်တဲ့ကဲ့သို့ကြီးကနေအတန်တစ်ချက်ကိုနှစ်ယောက်လုံးပြပြတတကြားလိုက်ရလေတော့သည်စနီရင်နဲ့ထိတ်ကနေဖြစ်သွားသည်အပြင်မြမြရအောင်ထွက်မိဟုတွေးပြီးခြေလန်းပြင်လိုက်စဉ်ဟန်နီထွန်းကမပြောမဆိုနှင့်ရုတ်တရက်လှမ်းအောင်မေးလိုက်သည် တော်တော်လေး ဟဲ့ဘာလို့တောင်းနေရလဲလာအပြင်မြန်ထွက်အောင် ဟန်နီလက်ကိုတင်းဆွဲပြီးတကားပေါက်စီသို့ခတ်တွတ်လှမ်းခဲ့သည်ထိုအခိုက်မှာပင်ခမ်းမကြီးအပေါ်တက်တက်သည့်လှေကားအမောင်ထဲမှစကားတန်ထွက်ပေါ်လာနေသည် နင်တို့လာတာအရန်စောနေကြတယ်တရက်ဖန်းပွဲကညနေ6နာရီမှစမှာ
စကားအတန်နဲ့အတူစန်နီနဲ့ရွယ်တူခန့်ရှိမိ12နဲ့13နှစ်အရွယ်အသားညွညွစပင်ကောက်ကောက်နဲ့ခြာတိတ်လေးတစ်ယောက်လေကားအပေါ်အမောင်တို့ထဲမှအောက်ထပ်သို့ဆင်းလာသည် တရားဖန်ပွဲဟုတ်လား ဟန်နီကအန်အော်တကြီးအော်ဟစ်ကထိုကြတိတ်စီရှောက်သွားရန်ပြင်လိုက်သည်စန်နီကတော့သူ့ညမကိုအနောက်သို့ပြန်ဆွဲလိုက်ပြီး နေရဘာတူလဲဒီမှာဘာလုပ်နေရအောင် နင်တို့ကဒီမျိုးကိုအခုမှပြောင်းလာတဲ့လူသိတယ်မလားငါ့ကိုတစ်မျိုးလုံးသိတယ်ငါကဒီမှာတရေဖမ်းပွဲစီစဉ်တဲ့လူလေတယောက်တစ်ထောင်ပဲညနေ6 နာရီဒီကိုရောက်လာခဲ့မိုးချုံမှာတရေတွေကထွက်တာဟာ တရားတွေဟုတ်လား အငယ်မကအလွန်စိတ်ဝင်စားစွာမေးလိုက်သည်စန်နီကတော့ဒေါသထောင်းကနေထွက်သွားပြီး အလကားရှောက်ပြောနေတာတရေဆိုတာတကယ်မရှိဘူးဟဲ့အဲ့ဒီကောင်ငါတို့ကိုခြောက်နေတာ ခြာတိတ်ကတော့ခက်တီတီပင် အေးမယုံလဲနေပေါ့ဒါပေမဲ့နင်တို့တွေဒီတရေကျုံမျိုးမှာတစ်ခါနေဘူးပြီးသွားရင်တရေရှိတာမယုံဘူးလို့နောက်ဘယ်တော့မှပြောတော့မှာမဟုတ်ဘူးဟဲ့ဟဲ့ဟဲ့ စန်နီအလွန်စိတ်တူသွားသည် လာဟန်နီပြန်မယ် နေပါဦးမမရဲ့တမီးသိချင်လို့ ဘာမှသိချင်မနေနဲ့ဒီလောက်ရှောက်ပြောနေတာယူနေလားမသိဘူးအေးမယူရင်တော့ငါတို့ကိုကြောက်အောင်တမင်ခြောက်နေတာပဲပြန်မယ်လားမှောင်တော့မယ် လမ်းတစ်လျှောက်လုံးဟန်နီထုံးကသူ့အမောင်တရေအကြောင်းဒရဆက်မေးလာသည် တရားဆိုတာတကယ်ရှိလားမမရဲ့ အလကားပါဆိုဟာဘာတရေမှမရှိဘူးရှိရင်နေနေရမှာပေါ့ တရားဆောင်တွေတရားကားတွေကတော့ရှိတယ်နော် ။အော်တရေကားဆိုတာတော့နင်တို့လိုလူတွေစိတ်ဝင်စားအောင်ရိုက်ပြတာပေါ့ ဒါပေမဲ့တရားကြောင့်လည်းလူတိုင်းပြောကြရဲ့လေ ။ဟဲ့တရေဆိုတာလူကြီးတွေကခလေးတွေကိုညဘက်အပြင်မသွားစေချင်လို့ခြောက်ထားတာဘာမှမဟုတ်ဘူး ထို့သို့ပြောရင်ရှောက်လာခဲ့ရသည်စန်နီစိတ်ထဲမှာတော့ ။အဲ့ဒီတိုင်းပဲတကယ်ဖြစ်ပါစေ ဟုလေကြိတ်ကဆူတောင်းနေမိတော့သည်အိမ်အပြန်လန်းတစ်လျှောက်မှာလဲနေဝင်ကနီးဖြစ်သဖြင့်ပုံမမဲမောင်ကအေးအေးတက်ကပတ်ဝန်းကျင်တစ်ခုလုံးကိုလွှမ်းခြုံလာလေတော့သည်အိမ်ပြန်ရောက်ကြပြီးနောက်ခြေလက်ဆေးကြောကဟန်နီကဒေါ်ပူဆူးနှင့်မိဖို့ခန်းထဲတွင်ကြံခဲ့သည်စန်နီလည်းအပေါ်ထက်တက်၍ဖုန်းသုံးရင်းလှဲနေမိပြန်သည်ဖုန်းအင်တာနက်ကိုဖွင့်ကဟိုတဲဝင်ကြည့်ဒီတဲဝင်ကြည့်လုံနေမိပြီးအချိန်အတန်ကြာသွားမှတငယ်ချင်းများရှိရာ group chat ထဲသို့ဝင်ကြည့်လိုက်သည် ဒီနေ့ပူလိုက်တာဟာဟုတ်ပါငါလည်းဒီနေ့အိမ်ပြန်တော့ပူပါတယ်ဆိုမှကားလန့်တွေပိတ်နေတာဟာလူကိုသေးချင်းရော ကားတွေပိတ်ချက်ကစီကားစုညံနေမိရန်ကုန်မြို့ကြီးကိုစန်နီလွမ်းမိသွားသည်ထို့ကြောင့်စကားဝိုင်းနဲ့ဝင်ပါလိုက်သည် ။ဟဲ့ဒီမှာတော့တော်တော်အေးတယ်ဟာသိလား အေးနေပြောနေပြီပေါ့ ။ပြောရတော့မဟုတ်ပါဘူးဟာငါလည်းရန်ကုန်ကိုပဲလွမ်းနေတာပါ။ဒါပေမဲ့ဒီကရာသီဥတုကနေလို့ထိုင်လို့တော့တကယ်ကောင်းတယ်လို့ပြောတာ။နင်တို့လည်းနောက်ကျရင်လာလေကြ အေးလာမှာပေါ့ဟဲ့ စန်နီတစ်စုံတစ်ခုကိုတတိယသွားပြန်သည်ထို့ကြောင့်ဖုန်းမျက်နှာပြင်ကိုတစ်ထပ်ထပ်နှိပ်ရင်စာတွေထည့်ရလိုက်ပြန်သည် ။ဟဲ့ပြောအောင်မေဒီနေ့ငါတို့ညီမလမ်းလျှောက်ထွက်တော့လေရုပ်ရှင်အောင်အပြက်ကြီးတွေ့ရသိလား။ကြောက်စရာကြီးငါတို့အထဲထဲထိဝင်ကြည့်ခဲ့ကြတယ်။အထဲမှာမှောင်မဲနေရပဲပြီးတော့ဦးကြောက်ကြောက်တကောင်နဲ့တွေ့လို့အမြန်ပြန်ထွက်လာရတာငါတို့တဲဖန်ပွဲ သမီးကြီးရေစန်နီပြီးပြီလားသွားကြမယ်လေ ရိုက်လက်ဆစာပင်မဆုံးသေးအောက်ထက်လှေကားထိတ်မှမိခင်၏အတန်ကိုကြားလိုက်ရသဖြင့်အံ့အားသင့်သွားကအိယာထဲမှလူးလဲထားလိုက်သည်ထို့နောက်အခန်းတကားကိုအမြန်ပြေးဖွင့်လိုက်ကလှေကားတစ်ဝက်ခန့်ပြေးဆင်းလိုက်ပြီး ဘယ်သွားကြမလို့လဲအမေရဲ့ ဟဲ့ခုနကပဲအမေပြောတယ်လေနေ့အဖေမိတ်ဆွေဒီမျိုးကန်တယောက်အိမ်ကိုသွားလေကြမယ်လို့မိသားစုချင်းလဲမိတ်ဆက်ရင်ပေါ့အဲ့ဒီမှာတခါတည်းညစာပါစားခဲ့ကြမှာ သမီးလိုက်ရမှာလား လိုက်ရမှာပေါ့သမီးရဲ့တအိမ်လုံးသွားကြမှာလေအိမ်မှာလဲဘာမှစားစရာရှိမှာမဟုတ်ဘူးသူတို့ကချက်ထားမှာ ဟုတ်ဟုတ်သမီးအင်ကြီးလဲလိုက်အောင်မယ်ခဏနော် အေးမြန်လို့ စန်နီဖုန်းကိုအင်တာနက်ပိတ်အဝတ်အစားအမြန်လေးကအောက်ထပ်ဆင်းလာတော့အငယ်မနဲ့သူ့အဖေကကားပေါ်တော်ရောက်နေပြီစန်နီအိမ်ပြေရောက်မှဒေါ်ပူဆူလဲအိမ်တကားတော့ခတ်ပြီးစားတောက်ဆရာများထည့်ထားသောချင်းတောင်ကြီးကိုသားမီးနှစ်ယောက်အတူဆွဲကကားပေါ်တက်လိုက်ကြသည်ဦးတင်ထွန်းကဂီယာကိုချိန်ပြီးတာမောင်းထွက်လိုက်ရာကားကလေးသည်လမ်းတစ်လျှောက်ညှင်သာစွာလိမ့်သွားလေတော့သည်လမ်းထိပ်ရောက်လျင်မြို့ထဲဘက်သို့မသွားပဲညနေဟာစန်နီတို့ညီမသွားခဲ့ကြသောဘက်ကိုကားကိုကွေ့လိုက်သဖြင့် မြို့ရဲတော့မှမဟုတ်ဘူးလားဖေဖေ ဟိုစန်နီကဦးတင်ထွန်းကိုလှမ်းမေးလိုက်မိလေသည် မဟုတ်ဘူးသမီးရဲ့ဖေဖေမိတ်ဆွေကမြို့ဟောင်းဘက်မှာနေတာသူတို့ကဟိုးအရင်ကတည်းကဒီအရက်မှာဆွေစဉ်မျိုးသက်နေလာခဲ့ကြတဲ့မြို့ကန်အစ်စ်တွေပေါ့ကွာ ဒီဘက်ကျတော့မှောင်နေနော်လူအဆက်လေးပြတ်တယ် ဒေါ်ပူစုက
မှောင်မဲနေသောကားပြင်ဘက်ပတ်ဝန်းကျင်ကိုအကဲခတ်သလိုကြည့်ရင်အနှင်းငယ်စိတ်မချသောလေတံဖြင့်ပြောလာသည်ဦးတင်ထွန်းကတော့ခက်အေးအေးပဲကားကိုမောင်းရင်း ဒီဘက်ကမြို့တင်နဲ့မြို့ဟောင်းကြားဆိုတော့အိမ်ဆန်နေနဲ့ပြက်တာအိုးမီရဲ့ခြေလန်းစုံရောက်ရင်ညာဘက်ကွေ့လိုက်တာနဲ့မြို့ဟောင်းရက်ကွက်ကိုရောက်ပါပြီအဲ့ဘက်မှာအိမ်နေရှိပါတယ် ဒေါ်ပူစုကဘာမှထပ်မပြောတော့မကြခင်သူတို့ကားကလေးသည်ရုပ်ရှင်အောင်ပြက်ကြီးရှိနေသောလမ်းဆောင်သို့ရောက်ရှိလာလေတော့သည်ထိုအစာအုပ်ပြက်များကိုကားမီးရောင်ဖြင့်ထင်ရှားစွာတွေ့မြင်လိုက်ရသောအခါဒေါ်ပူစုတယောက်ထိတ်လန့်လာမိပြန်သည် ဒါကြီးတွေကပြက်စီးနေပါလား ဟုတ်တယ်မိမရဲ့အဲ့ဒါဒုတိယကမ္ဘာစစ်မှာဘုံကျဲခံရတာလေတမျိုးလုံးဒီဘက်ပြက်စီးသွားတာပေါ့သမီးတို့ဒီဘက်မှာကြည်စမ်းတွေ့လားရုပ်ရှင်အောင်ပြက်ကြီး ဟန်နီကသူ့အဖေကိုတခုခုပြောမိဟုပါဇက်ဟလိုက်စင်မှာပင်စန်နီကလက်ကပြပြီးအမြန်ဦးအောင်ဝင်ပြောလိုက်သည် ဟုတ်ပါနော်ဖေဖေဒီလိုကြတော့လေမြင်ရတာကြောက်စရာကြီး အငယ်မစန်နီကိုနားမလည်သလိုမောကြည့်သည်စန်နီကမျက်မှောင်ကျုံပြီးခေါင်းခါပြလိုက်သည်မပြောနဲ့ဆိုသည့်သဘောဘာကြောင့်ဆိုတာနားမလည်ပေမဲ့သူ့မှမကြိုက်မှန်းသိသွားသောဟန်နီကဘာမှမပြောတော့ဘဲငြိမ်သွားလေသည်ဦးတင်ထွန်းသည်ရုပ်ရှင်အောင်ပြက်ကြီးရှိမှဖြတ်မောင်းကကားကိုလက်ရပတ်လန်းသို့꿰ဝင်လိုက်သည်ထိုလန်းအတိုင်းဆက်မောင်းလာရာမကြမီမှာပင်လူနေအိမ်များကိုပြန်တွေ့လာကြရပြီတော့သည်အတွင်း၌မီးလင်းနေသောအိမ်တချို့ကိုဖျက်ကျော်လာပြီးနောက်ဟောင်းနေတော့လဲတန်ရှင်းတက်ရက်နေသည့်အိမ်တစ်လုံးရှိတွင်ဦးတင်ထွန်းကားကိုရပ်လိုက်လေသည် ကဲရောက်ပြီဟေ့စင်းကြ ခိတ္တမြဆောင်းဆိုင်နေတော့လဲညီသူမှထွက်မလာသဖြင့်ဦးတင်ထွန်းကတကားကိုထပ်ခောက်လိုက်သည်အတန်းခုနထပ်ပိုကျလာသည်ခိတ္တမြဆောင်းကြပြန်သည်သို့တော့ညီသူမှထူးခြားမလာပြီအိမ်ကိုကြည့်ရတာလဲဧည့်သည်ကိုဖိတ်ထားပြီးစောင့်မျှော်နေသည်နဲ့လည်းမတူအိမ်ရှင်ဒီမှရှိရလားဘာတန်မှလည်းမကြားရထို့ကြောင့်စန်နီစိတ်ညစ်လာသည် မရှိဘူးနဲ့တူပါတယ်ဖေကြီးရဲ့ဖေကြီးမိတ်ဆွေကချိန်ထားပြီးမေ့သွားပြီတင်နေအရန်မိုးမချုပ်ခင်မျိုးလေးသွားဆက်လိုက်ကြတာသိကြမယ်ထင်တယ်နော် ဦးတင်ထွန်းမျက်နှာပြတ်သွားသည်ခေါင်းကိုတစ်ချက်ခါလိုက်ပြီး မဟုတ်ဘူးသမီးရဲ့မနက်ကစိုက်ထဲမှာတွေ့တော့ဖေးကြီးကိုတေးချဖိတ်လိုက်တာပဲရှိမှာပါမကြားကြလို့ထင်တယ်တကားထက်ခောက်ကြည့်လိုက်ပါအောင်မယ် သို့တော့ဦးတင်ထွန်းမခောက်လိုက်ရပါစိတ်အလိုမကျဖြစ်နေသောစန်နီကသူ့ဖေရှိမှကြော်တက်ကတကားကိုခတ်ပြင်းပြင်းထူလိုက်သည်စန်နီထုသောတကားအတန်ကပြင်းထန်လွန်းသဖြင့်ဒေါ်ပူစုပင်မနေနိုင်တော့ပဲဝင်ပြောမိသည် ဟဲ့စန်နီအဲ့လိုမရရအောင်လေနောက်ဆုံးလာလာ သူ့အမေကိုတခုခုပြန်ပြောမိဟုစန်နီပါဇက်ဟလိုက်စင်မှာပင်သူမအရှိရှိတကားပေါက်မှာလှစ်ကနေပွင့်သွားပြီးကောင်လေးတစ်ယောက်တကားဝမှာပေါ်လာသည် ဟင်းနင်း ဟာနင်တို့ ဟိုကိုကြီး နောက်ဆုံးအော်တန်နဲ့အတူထိုကောင်လေးကိုပြစ်ဖက်လိုက်သူကတော့ဟန်နီထွန်းပါပဲဦးတင်ထွန်းနဲ့ဒေါ်ပူစုတို့လင်မယားကတော့ပါဇက်အဟောင်းသားနဲ့ငေးကြည့်နေမိကြသည်ဟန်နီထွန်းကတွက်လက်ချက်ချတော်လေးတန်ဖြင့် ဒါကိုကြီးတို့အိမ်မလား ဟုတ်အေး ကောင်လေးကဟန်နီအမေကိုလှုပ်ခနဲဖြေမိရင်မှဦးတင်ထွန်းကိုပါတွေ့ရှိသွားပြီးမျက်လုံးတွေပြူးသွားသည်သူပြဿနာတက်ပြီဟုလည်းထင်လိုက်မိလေသည်ညနေကသူ့ကိုအလကားချောင်းလန့်သည်ဟုဒေါသတကြီးဆွဆွဲသားသောဟိုလူတစ်ညီမနှစ်ယောက်ကသူတို့မိဘတွေပါခေါ်ပြီးအိမ်ကိုလိုက်လာသည်မဟုတ်ပါလားအတိုင်ခံရပြီဟုတွေးနေစမှာပင်အနောက်မှသူ့ဖခင်၏အတန်ကိုကြားလိုက်ရသည် ဟာဦးတင်ထွန်းတို့လာကြဗျာဝင်ကြကျွန်တော်တို့အိမ်နောက်ဖေးမှာရောက်နေတာလာအမသမီးတို့လားရတာလေအခုပဲကြက်ပြီးအချိန်သိလိုက်တာဗျာ ကောင်လေးအဖေကဦးတင်ထွန်းတို့ကိုနှုတ်ဆက်ဖိတ်ခေါ်ရင်သူ့သားကိုဖတ်ထားသောဟန်နီကိုတွေ့သွားကအံ့ဩသွားသည် အော်သမီးကဦးလေးသားနဲ့တည်နေကြပြီလားဒါကျွန်တော်သားလေးဦးတင်ထွန်းဒီကောက်နာမည်ကချစ်ကိုကိုတဲ့ ဟွန်းနမေကြီးကလည်းတင်စီးလိုက်တာ ဟုတ်စန်နီစိတ်ထဲတွေးမိလိုက်ကမျက်နှာပါမဲရွယ်မိသွားသည်ဦးတင်ထွန်းကတော့ပြုံးက ကောင်းလေဗျာကျွန်တော်ကတော့သမီးကြီးပဲနှစ်ယောက်ဒါဆန်နီထွန်းနဲ့ဟိုငယ်မဟန်နီထွန်းကျွန်တော်မျိုးသမီးနာမည်ကမတ်ပူစုတဲ့မိမဒါကိုလိုအိမ်ကိုဝယ်ဖို့ကူရှာပေးတဲ့ဥပောင်ဝက်လေသူတို့ကဒီမျိုးဟောင်းမှာဟိုးလုံးကလေးကနေတဲ့စလုံးလူမျိုးတွေပေါ့ကိုလည်းအောက်ကစိုက်မနေကြပဲ ဥပဝက်ကလူကောင်ကြီးကြီးမင်းရိုးကားကားကြီးနဲ့ရုတ်တရက်တော့ကြောက်စရာကြီးပါပဲသို့တော့ချိုးသားသောအပြုံးနဲ့ဒေါ်ပူစုကိုနှုတ်ဆက်လာလေသည် ဟုတ်ကဲ့မအေးရတာဝမ်းသာပါလေဗျာလာထိုင်ကြပါ အဲကန်းရှိခုံများပေါ်တွင်ဧည့်သည်များကိုနေရာချပေးသည်ထိုအခါဒေါ်ပူစုလက်ထဲတွင်ကင်လာသောချင်းတောင်ကြီးကိုဥပဝက်တွေ့သွားလေသည် ဟေးချစ်ကိုဟိုမှာအန်တီလက်ထက်ကကျွန်တော်ကူတင်မဘောကွာ ဒေါ်ပူစုကထိုအခါမှသတိရဟန်နှင့် အော်အေးတားရော့အဲ့ဒီမှာဒီမှာစားဖို့ယူလာတဲ့ဟာတွေအနောက်ထဲယူသွားလိုက်
ချစ်ကိုကိုကဒေါ်ပိုစုလက်ထဲမှချင်းနှောင်းကိုလာယူကသူ့မိခင်ရှိရာနောက်ဖေးခန်းထဲသို့ဝင်ရောက်တော့မည်ပြုစင်မှာပင်အိမ်ရှင်မကအိမ်ရှိခန်းသို့ထွက်လာလေတော့သည်ချစ်ကို၏အမေသည်လည်းတိုင်းသူစလုံးမကြီးတယောက်ဖြစ်ကြောင်းရုပ်ရည်အသွင်ပြေအရာသိတာနေပေသည် ရောက်လာကြပြီလားရှင်ကျမတို့နောက်ပြီးမှချက်ပြုတ်နေတာကြာသွားတယ်ဆောက်ရတာကြာသွားလား ရပါတယ်ရှင်အခုပဲရောက်တာပါမကြသေးပါဘူးအိမ်ရှင်မနှစ်ယောက်ချက်ချင်းရင်းနှီးသွားကြလိမ့်ပြီဥပောင်ဝက်ကမိတ်ဆက်ပေးသည် ဦးတင်ထွန်းဒါကျွန်တော်မိမမနိုင်နဲ့သူလည်းစလုံးပါပဲဟဲ့မနိုင်ဒါငါဆရာပဲဟိုဟာဆရာကတော့ ဟန်ဆောင်မှုကင်းသောသူတို့၏ဒေတိုးပြောဟန်ကစနိနားတွေတမျိုးလေးဖြစ်နေသေးသည်ထုံးအောင်ဒေါ်ပူစုကဒေါ်နိုင်ကိုချစ်ကိုလက်ထဲကချင်းနှောင်းကိုပေးစကားပြောရင်းနဲ့နောက်ဖေးသို့ပါသွားလေသည်ဦးတင်ထွန်းနဲ့ဦးပောင်ဝက်ကလည်းနေရာထိုင်ခင်းအကြောင်းအစဉ်ပြေမပြေမေးမြန်းပြောဆိုနေကြသည်စနီတို့ညီမလည်းဘေးမှထိုင်နားထောင်ရတာပြင်းလာကြသဖြင့်ဒေါ်ပူစုတို့ရှိရာနောက်ဖေးကန်းဘက်သို့ထလာခဲ့ကြသည်နောက်ဖေးကန်းထဲတွင်မိခင်ကိုသာမကအင်ရှင်ဒေါ်နိုင်နဲ့အတူအလုံများကိုတိမ်ကျုံကူလုံနေသောချစ်ကိုကိုပါတွေ့လိုက်ရသည်ချစ်ကိုကစနီတို့ကိုတွေ့တော့လှမ်းပြုံးပြသည်အငယ်မဟန်နီကတော့ပြန်ရီပြနေသည်စနီကတော့တမင်တကာပင်နှက်ခမ်းမဲလိုက်ပြီးသူ့မိခင်ရှိရာဘက်သို့ခတ်မာမာခြေလမ်းများဖြင့်ရှောက်သွားလိုက်သည် မေးသမီးတို့ဘာကိုလုပ်ပေးရမလဲ အင်ရှင်အတော်ကြီးကသူမတို့ညီအမကိုနှစ်လိုပဲပြုံးကြည့်ရင် သမီးလေးတွေကလိမ်မာလိုက်တာချစ်စရာလေးတွေနော်အင်္ဂါမြောင်းနေများกว่าပါ အတော်ကြီးစကားကြောင့်စနီသဘောကျစွာပြုံးမိသည်ဒေါ်ပူစုကချစ်ကိုဘက်လှည့်ကြည့်ရင်ဒေါ်နိုင်သားလေးလည်းလိမ်မာပါတယ်သူခမကူနေလိုက်တာဆက်တိုက်ပဲ အမလီအဲ့ဒီကောင်ဒီလိုနေ့တိုင်းကူနေရင်ကောင်းမယ်ဒီနေ့ဧည့်သည်လာမေလို့သူ့ဖေချင်းထားလို့ဒီမြောက်ငိမ့်နေတာ မနေနိုင်တော့ပါဒေါ်နိုင်အပြောမှာစနီတို့သားမိတတိုက်ရီးတန်းနေဆူညံသွားလေတော့သည်ချစ်ကိုကတော့ရီရမလို့ငိုရမလို့ထုံနောက်တက်ညီလက်ညီဖြင့်မိတ်ဆွေမိသားစုနှစ်စုသည်ညစာစားကြရန်ပြင်ဆင်နေကြလေတော့သည်ပင်လေထွက်ငါးပစွန်ကနန်းမျိုးစုံကိုစလုံရိုးရာဟင်းချက်လက်ရများဖြင့်ချက်ပြုတ်ဧခံခြင်းဖြစ်သောကြောင့်မစားစဘူးအရသာထူးကစနီတို့အားလုံးထမင်းစားကောင်းကြလေသည်ဒေါ်ပူစုကစားနေရင်ဆက်စုသည် အရသာတွေကတစ်မျိုးစီမတူကြဘူးနော်ရန်ကုန်မှာပင်လယ်စာတွေတော်တော်များများစားဖို့ပါတယ်အခုဟင်းတွေကဘာငါးတွေနဲ့ချက်လဲဆိုတာကိုမှန်းလို့ကိုမရဘူး ဒေါ်နိုင်ဟင်းချက်လက်ရာကလည်းတော်တော်ကောင်းတာပဲဗျဖိတ်ပင်လေသာဟင်းနေတယ်လည်းမတူဒါစလုံးချက်လို့ပဲခေါ်မလား ဒေါ်နိုင်ကသူ့၏ဟင်းလျာများအကြောင်းဂုဏ်ယူစွာရှင်းပြလေသည် ဒါဆလုံးဟင်းနေပဲလေဒီဟာရေခူတော့ဒီဟာရေဘဝဲကြီးကြီးရခဲ့တယ်ဧည့်သည်တွေရောက်တော့ရလာအတော်ပဲဒါပင်လေခယူဒါတငူကနန်းပြော့ပြီးတော့မြော့ မြောက်ဟုတ်လား စနီထိတ်လန့်စွာမေးမိသည်ဟန်နီကလည်းအော်သည် တန်ငိုဆိုတာဘာကောင်းလဲဖေဖေ ဥပောင်ဝက်ဝင်ရောက်ရှင်းပြသည် တငူဆိုတာကပင်လေကြောက်ဆောင်နေကြမှာကက်နေတဲ့ဂုံတစ်မျိုးပဲလေသူ့ခွန်မာကိုခွာပြီးအထက်ကခရုလိုအကောင်ဟင်းချက်ထားတာ ဟန်နီသိကျင်တာသိရ၍ကျေနပ်သွားသည်စနီကတော့မျက်နှာရှုံးမဲ့က သမီးမြောက်တော့မစားချင်ဘူး ဦးတင်ထွန်းကရည်သည်ဒေါ်ပူစုကစနီကိုအံ့ဩသင့်တယ်လို့ကြည်က ပင်လေမြော့ကလေးကြီးတယ်အခုဒီမြော့ကိုအစိမ့်မချက်ဘူးမညီအောင်အချောက်ခံပြီးမှစီထက်ခရမ်းချင်းငြုပ်သီးနဲ့ပြန်ချက်ထားတာတိတ်ကောင်းတယ် ဟဲ့အင်းနမိတ်ကြီးကိုမစားချင်တာ စနီစကားကြောင့်အားလုံးရီမောကြရပြန်သည် ညနေကဧည့်သည်တွေလာမယ်ပြောလိုက်တော့ချစ်ကိုကလင်းဆွဲတွေတွားရိုက်လာသေးတယ်ကြော်ကျွေးဖို့တဲ့ဒီကောင်ကစလုံးပြီးတာတယ်လင်းဆွဲကြော်တိတ်ကြိုက်တဲ့ကောင်ကျွန်တော်ကရန်ကုန်သားတွေလင်းဆွဲမစားဘူးပြောလိုက်ရတယ်ဒီကောင်ပူပြောတာပေါ့သူတယောက်တည်းအဝါစားရပြီလေ ကြားရသမျှတော့စနီတို့အဖို့အံ့ဩစရာတွေကြီးတာဖြစ်နေသည်စနီကတော့ကြောက်ပစွန်အခွန်ပြကြီးတစ်ကောင်ကိုမိဖုတ်တုတ်ထားတာနဲ့ဒေါ်နိုင်နာမည်ပြောပြသည့်ကပောင်းဆိုသည့်ငါးကင်ကိုတော်တော်ကြိုက်မိသည်အရသာတစ်မျိုးလေးစားကောင်းသည်ရီချိုငါးတွေနဲ့မတူဟန်နီကတော့ခလေးပီပီဟင်းနေစုံနေအောင်ရှောက်စားနေတော့သည်ဒေါ်ပူစုမှာသူ့သမီးဤယောဂနှင့်စားနေကြမဟုတ်သောအစာစိမ်းတွေမတည့်မာကိုစိတ်ပူနေရသည်စားတောက်ကြပြီးနောက်ဧကန်တွေအားလုံးစုထိုင်ကစကားဆက်မြည်ပြောဆိုကြသည်ဥပောင်ဝတ်တို့ကမြို့ကန်အင်ရှင်ပီပီကျွန်းတာယာမြို့မှလဲပတ်တဲ့သောနေရာများနှင့်မြို့ကန်လူများအကြောင်းစသဖြင့်ပြောပြနေကြခြင်းဖြစ်သည်
ဒီမျိုးပုံကျဲခံရပြီးကလေးကစလုံးတော်တော်များများကပင်လယ်နဲ့ပြန်ထွက်သွားကြတာတချို့ကတော့ဘိတ်ဖက်ထွက်ပြေးပြီးစစ်ပြီးမှပြန်လာကြတယ်ကျွန်တော်တို့ရောပေါ့ဥပမာတို့စလုံးတွေဒီမျိုးပေါ်ကိုဘယ်လိုကနေစပြီးအခြေချပြတာလဲဗျကျွန်တော်သိသလောက်ကတော့စလုံးတွေကဟိုးပင်လယ်ထဲမှာနေပြီးတခါတလေတော့ကျွန်းတွေပေါ်မှာပဲရွာတည်တတ်ကြတယ်ဆိုလို့လေတကယ်တော့ကျွန်တော်တို့လည်းကျွန်းသားစလုံးတွေပဲဗျကျွန်တော်တို့ကဟိုးပင်လယ်တွေကတရေကျွန်းလို့ခေါ်တဲ့ကျွန်းကလေးမှာရွာတည်ပြီးနေကြတာကျွန်တော်ခက်ငယ်ငယ်လောက်တုန်းကအစိုးရတွေကျွန်းပေါ်ရောက်လာပြီးဒီကျွန်းဟာအစိုးရပိုင်နေဒီပေါ်မှာအစိုးရလုံးလို့ရမယ်ဒီကျွန်းကစလုံးတွေနေဖို့ကျွန်းမကြီးပေါ်မှာအိမ်တွေဆောက်ပေးထားတယ်ဆိုပြီးသူတို့တင်မောကြီးတွေနဲ့စလုံးတွေအကုန်လုံးကိုဒီကိုခေါ်လာတော့တာပဲဗျာအဲ့ဒီတော့ကကျွန်တော်မိဘတွေနဲ့အဖွားလေးရှိသေးတယ်ကျွန်တော်တို့မိသားစုအားလုံးဒီအိမ်လေးမှာပဲနေကြတာပေါ့ ဦးတင်ထွန်းကစကားဝင်ထောက်သည် ဩအဲ့ဒါကြောင့်ဒီကျွန်းသားရောက်စလုံးမျိုးလို့ပြောကြတာကိုဒါပေမဲ့စလုံးတွေကတော့ဒီဘက်မှာပဲရှိတယ်နော်မျိုးတစ်ဘက်မှာလာမနေကြဘူးလားအဲ့ဒီဘက်ကနောက်ဆိုတော်တော်စီတော့မှာဟာစလုံးတွေကနေသွားပြီလေစစ်ကြီးဖြစ်တော့ဘုံနေလေကျဲဂျပန်စစ်သားတွေလည်းဝင်လာပြီးတွေ့သမျှလူတွေကိုပြစ်တက်တာမျိုးထောက်ဝက်ကြော်လောက်ကတီးသွားကြတယ်ကျွန်တော်တို့အဖေနဲ့အကိုတွေလည်းတီးသွားတယ်အမေနဲ့ကျန်တဲ့လူတွေအကုန်လုံးထွက်ပြေးကြတာပေါ့စစ်ကြီးပြီးတော့စလုံးတော်တော်များများပြန်မလာကြတော့ဘူးပင်လယ်ထဲပြန်ထွက်သွားကြတာနဲ့ဘိတ်ဖက်ပြင်းအဲ့ဒီမှာပဲနေလိုက်ကြတော့တာနဲ့တရေကျွန်းသားဆိုရင်ဒီအိမ်စုရက်ွက်လေးပဲရှိတော့တယ် တရေကျွန်းဆိုသောအမည်ကိုထပ်ကြရပြန်သည် ဘာလို့တရေကျွန်းလို့ခေါ်တာလဲဗျ စနီတိကျင်နေသောမေကုန်းကိုဦးတင်ထွန်းကစိတ်ဝင်တစားလှမ်းမိလိုက်သဖြင့်အတော်ပဲဖြစ်သွားသည် အဲ့ဒါဟိုးရင်ကျွန်တော်တို့အဖိုးဖွားတွေနေလာတဲ့ကျွန်းကိုခေါ်ကြတာကျွန်တော်တို့ကျွန်းသားတွေကတစီတွေမွေးထားကြလို့ဆိုပြီးခေါ်ကြတာတဲ့ဒီဘက်ရောက်လာတော့လေသူတို့ဘာသာကျွန်းသားရနာမည်ပေးထားတာအားလုံးကတော့တရေကျွန်းမျိုးလိုပဲခေါ်ကြတယ်စစ်ကြီးပြီးတော့လေလူတွေများများပြန်မလာတော့ပါဘူးဒီတရက်ကွက်စာလေးပဲကြံပါတယ်ဗျာ ဟောတရေမွေးတယ်တဲ့လာပြန်ပြီစနီစိတ်ညစ်သွားမိပြန်သည်ဒီကလူတွေအားလုံးကတရေတစီတွေအကြောင်းပဲပြောနေကြသည် ။ဦးတော့တရေတွေကိုဘယ်လိုမွေးရလဲ။သမီးမမပြောရတော့တရေဆိုတာမရှိဘူးတဲ့ ဟန်နီအတန်ထွက်လာ၍လှည့်ကြည့်မိကြတော့ဆီယာမလေးကထညက်ခဲတခဲနေလိန်ကြနေသည်ကိုတွေ့ရလေသည်ဒေါ်ပူစုအတန်ထွက်လာသည် ခက်ကောင်းမလေးတညက်ခဲကချောင်းဆိုးမယ်ထပ်မစားနဲ့တော့ ပြောပြောဆိုဆိုဟန်နီထွန်းကိုသူ့အနားသို့ဆွဲခေါ်လိုက်သည်ဦးတင်ထွန်းကလည်း အေးဗျပြောပါအောင်ဘလို့တစီမွေးတာလဲဗျစလုံးတွေကတစီကြီးပွဲပူဇော်တယ်ဆိုတာကိုတော့ကျွန်တော်ကြားဘူးတယ်အဲ့ဒါကဟိုကွယ်လွန်သွားကြတဲ့မိဘဘိုးဘွားတွေကိုကြောက်တဲ့ပွဲမဟုတ်ဘူးလားအခုကတော့မကြားဘူးသေးဘူး ဦးပေါင်ဝက်ကရှင်းပြသည် ဟုတ်တယ်ဗျတစီကြီးပွဲကစလုံးတွေအားလုံးရဲ့ရိုးရာအဖိုးအဖွားတစီတွေကိုကြောက်တာပေါ့ကျွန်တော်တို့ကျွန်းသားလေးကြတော့အဲ့ဒီထက်ပိုတယ်ဗျကျွန်တော်တို့စီမာကကွယ်လွန်သွားကြတဲ့ဆွေမျိုးချစ်ခင်သူတွေရဲ့ဝိညာဉ်တွေကိုလေတခြားရှောက်မသွားအောင်နေဖို့နေရာတွေပေးပြီးမွေးထားကြတာကိုအဲ့ဒါကြောင့်တရေကျွန်းလို့ခေါ်ကြတာဒီဘက်ရောက်တော့လေတရေကျွန်းမျိုးတရေကျွန်းသားတွေလိုပဲဆက်ပြီးခေါ်ကြတယ်ကျွန်းသားရဆိုတဲ့နာမည်ကအခုဟိုဘက်မျိုးတစ်တယ်မှပဲနည်းနည်းပြောလာကြတာစိတ်ဝင်စားစရာပဲဗျ ထိုခဏ၌ချောင်းဆိုးတံများထွက်လာသည် ဟောသမီးငယ်ရင်ကျက်လာပြီဆေးလည်းမပါလာဘူးပြန်ကြအောင်ဖေးရေ ဒေါ်ပူစုကချောင်းဆိုးနေသောဟန်နီကိုကြောကုန်းလေးဖိပေးထားရင်လောဆော်သည်ဦးတင်ထွန်းကထိုအခါမှလက်ပတ်နိုင်ကိုငုံကြည့်လိုက်ပြီး အေးကွာစားလို့လေကောင်းစကားပြောလို့ကလည်းစိတ်ဝင်စားစရာကောင်းနေတာနဲ့အချိန်တော့မနေဘူးပဲပြန်ကြတာပေါ့ ဦးတင်ထွန်းတို့လည်းအိမ်ရှင်များနှင့်နှုတ်ဆက်ပြီးထပြန်ခဲ့ကြတော့သည်အပြန်လန်းတွင်မိုးချုပ်ပြီးမှောင်မဲနေပြီဖြစ်သောကြောင့်ဦးတင်ထွန်းလည်းကားကိုတတိနှင့်ခပ်ဖြည်းဖြည်းသာမောင်းလာခဲ့သည်တိတ်ဆိတ်ရှင်းလင်းနေသောလမ်းတစ်လျှောက်ထိတ်လန့်စပွဲအိမ်မဲမဲမှောင်မှောင်များကလည်းဘေးတစ်ဖက်တစ်ချက်တွေမကြာခဏပေါ်လာတတ်သည်လူရိပ်လူချီကတော့ခြောက်ချားစရာကောင်းလောက်အောင်ပြီးရှင်းလင်းလျက်ရုပ်ရှင်ရုံပြက်ကြီးရှိသောလမ်းဆောင်သို့အရောက်တွင်ဦးတင်ထွန်းသည်အိမ်အပြန်လန်းဖြစ်သောဘယ်ဘက်မှလမ်းကျဉ်လေးထဲသို့ကားကို꿰ဝင်လိုက်သည်ထို့နောက်ဆူရှစွာလင်းသွားသောကားမီးတစ်စုံကမိမိတို့ကားရှိ၌ဘွားကနေပေါ်လာသည်ကိုတွေ့လိုက်ရလျင်ဦးတင်ထွန်းလည်းမျက်လုံးများပြူးထွက်အောင်လန့်သွားကာကားဟုံးကိုအတန်အရှိကြီးမိအောင်တဆုံးဖိရင်ကားစတီဒီယာတိုင်ကိုထိုကားနှင့်လွတ်အောင်ဆွဲ꿰ချလိုက်သည်ခြေထောက်မှလည်းဘရိတ်ကိုအားကုန်ဖိနေထားလိုက်ရလေတော့သည် အမလေး ကားလေးလဲလမ်းဘေးသို့꿰ဆင်ကထိုးရက်သွားသည်ကားအရှိန်ရက်သွားတော့ဦးတင်ထွန်းအတန်ကချက်ချင်းကြီးစိုးရင်တကြီးထွက်ပေါ်လာလေ၏ ဟေးဘာဖြစ်သွားသေးလဲသမီးကြီးသမီးငယ် ။မမမဖြစ်ဘူးဖေ
နှစ်ယောက်လုံးထိတ်လန့်တန်လေးနဲ့ပြန်ပြေးလိုက်ကြသည်ဒေါ်ပူစုကတော့ရင်ဘတ်ကိုလက်နဲ့ဖိလျက် ဖေကွန်တီထွန်းဘလို့ဖြစ်တာလဲကန်ကောင်းလို့ ဦးတင်ထွန်းကလည်းရင်တုံမပြေသေးသောအတန်ဖြင့် အေးကွာငါလည်းရှိမှကားစီပေါ်လာတဲ့ထင်လို့လက်မီဆွဲကွေးချလိုက်တာကွာတကယ်တော့ဟိုးရှိတိုက်ကမှန်မှာအလင်းသွားထိုးမိလို့ပြန်လာတယ်ငါတို့ကားမီးကအလင်းရအောင်ကွာ sorry မေကြီးယာတမီးတို့မကြောက်နဲ့နော်လမ်းကညဘက်မှောင်လေးတော့ဖေးကြီးလည်းမြင်မှားသွားလို့ကဲပြန်ကြမယ် ပြောပြီးဦးတင်ထွန်းကကားအရှိဘက်မျက်နှာပြန်လှည့်လိုက်သည်ထိုအခါမှမိမိတို့ကား၏အရှိတဲတဲတွင်တဲတပတ်ကြီးတစ်ကောင်ငိမ်သက်စွာထိုင်ပြီးမိမိတို့ကိုကြည့်နေသည့်အလားရုပ်ရှင်ရုံပြက်ကြီးကိုကားမီးရအောက်တွင်ထိတ်လန့်ဖွယ်ရာမြင်တွေ့လိုက်ကြရလေတော့သည်နောက်လာမယ့်အခန်းမှာတော့တစီတကောင်ကအငယ်မလေးဟန်နီထွန်းကိုမီးပြတဲ့အဟောင်းကြီးထဲမှာခေါ်ထားဖို့ကြိုးစားတဲ့အတွက်ဘာတွေဆက်ဖြစ်ကြမှာလဲဆိုတာကိုစိတ်ဝင်စားဖွယ်နားဆင်ကြရမှာပဲဖြစ်ပါတယ်။ Sunny On Air တင်ဆက်ပေးနေတဲ့အစီအစဉ်တွေကိုစိတ်ဝင်စားတယ်ဆိုရင် channel လေးကို subscribe လုပ်ထားပြီးအားပေးနားဆင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်။မင်္ဂလာပါရှင် Sunny On Air Channel မှာကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စိတ်ဝင်စားစရာထိတ်လန့်ချောက်ချားဖွယ်ဝတ္ထုတွေကိုကြိုက်နှစ်သက်တဲ့သူတွေအတွက်တရေကျွန်းလို့အမည်ပေးထားတဲ့ကိုရိုင်းရဲ့ဝတ္ထုဇာတ်လမ်းလေးတစ်ပုဒ်ကိုနားဆင်ရမှာဖြစ်ပါတယ်တရေကျွန်းအခန်း3နောက်တနေ့နနက်အိယာထားကြတော့မင်းညကြုံတွေ့ခဲ့ရတဲ့ထိတ်လန့်စရာအကြောင်းများကိုဘသူမှစကားဆဖော်ကပြန်မပြောကြတော့ပြီညနာတစ်ရေချိုးမနက်စာစားတော့ပြင်ဆင်ပြီးရဲ့နောက်စနီကျောင်းပြောင်းပြီးကိစ္စများဆောင်ရွက်ရန်ဦးတင်ထွန်းနဲ့စနီတို့နှစ်ယောက်မြို့ထဲရှိအထက်တန်းကျောင်းတစ်ကြီးစီသို့ကားဖြင့်ထွက်သွားကြသည်ဒေါ်ပူစုနှင့်ဟန်နီလေးကတော့အိမ်မှာချက်ပြုတ်ရင်းကြံရိပ်ခဲ့ကြသည်တစမာလာနှစ်သက်ကူကျောင်းပေးရရှိကာလဖြစ်သည်ဖြင့်ကျောင်းဝင်းအတွင်ကျောင်းသူကျောင်းသားများကတော့ရှင်းလင်းနေသည်သို့သောဆရာမများကစာမေးပွဲအဖြေလွှာများစစ်ဆေးရန်ရှိနေသဖြင့်ကျောင်းတက်ကြရသည်စနီအတွက်ကျောင်းအသည့်ကိစ္စများဆောင်ရွက်ကြပြီးသည့်နောက်ဦးတင်ထွန်းကအလုပ်ကိုခိတ္တဝင်ရမည်ဟုပြောသဖြင့်သူ့လုပ်ငန်းခွင်များတည်ရှိရာကမ်းခြေဆောင်ဟိုတယ်ဘက်သို့စနီလိုက်သွားရသည်သူမတို့အိမ်ပြန်လာကြတော့နေ့လည်စာစားချိန်ပင်ကြော်နေလိမ့်ပြီစနီလည်းဗိုက်တီစားနေပြီဖြစ်သဖြင့်ကားရက်တီနှင့်ပြင်းစင်းကအိမ်ရှိတကားတွင်ကတ်ထားသောလူခေါ်ခေါင်းလောင်းကိုစတိုက်နှိပ်လေ၏အတွင်းမှပြေးလာသောခြေတံများကြားလိုက်ရသည်ဟန်နီတကားလာဖွင့်သည်သို့သောစနီအတွဲပင်မဆုံးလိုက်ပါပွင့်လာသောတကားနှင့်အတူအိမ်ထဲတွင်ရက်နေသူကဟင်နင် ဟဲနင်တို့ပြန်လာရော့ စနီနမဲမခေါ်ခြင်းသည့်ဟိုတယောက်ဘလို့အိမ်ထဲရောက်နေပါလဲဟုတွေးရင်မျက်စောင်းတစ်ချက်ထိုးကစနီအိမ်ထဲဝင်ခဲ့သည် ဟေးမောင်ချစ်ကိုဘယ်တော့ရောက်နေလဲကွာ ဦးတင်ထွန်းကကားကိုယ်တောင်နဲ့ကောင်းဝီရက်ပြီးထွက်လာမှချစ်ကိုမြင်သွားသည် တနားရီလောက်တော့ရှိပြီဦးလေးအတော်ဟင်းချက်နေလို့ကျွန်တော်ညီမလေးနဲ့ကစားပေးနေတာ အေးကျေးဇူးတင်ပါတယ်ကွာသမီးစားပြီးမှပြန်နော် ကျွန်တော်ခုပဲညီမလေးဟန်ဒီကိုကျွေးရင်အတူတူဝင်စားလိုက်ပြီဦးလေး ဟေးကောင်းလေဟေးဒါဆိုနေအောင်နော်ဦးလေးဝေစားလေးပြီးသမီးစားလိုက်အောင်မယ် ဟုတ်ကဲ့ခင်ဗျ စနီအဝတ်လဲပြီးအောက်ပြန်ဆင်းလာတော့ဦးတင်ထွန်းကထမင်းစပွဲရောက်နေပြီဖြစ်သည် လာသမီးကြီးဖေးကြီးတို့နှစ်ယောက်ပဲကျန်တယ်သူတို့စားပြီးကြပြီတဲ့ စနီထမင်းစပွဲဝင်ထိုင်လိုက်ပြီးထမင်းဟင်းနေပကံနဲ့ခုခတ်ထည့်လိုက်သည် ရော့သမီးဒါဒေါ်နိုင်တို့လာပို့ထားတာညငါဖမ်းထွက်တဲ့စလုံးလေးတွေစီကကြောက်ပွစွန်နေရလာလို့တဲ့ချစ်ကိုလာပေးထားတာလी ဒေါ်ပူစုမပြောလဲစနီသိတာပေါ့ဘာပဲဖြစ်ဖြစ်ကြောက်ပစုံကစားလို့ကောင်းသည်ရတော့အမှန်ဘိုက်ဆာစာနဲ့တားဖားနှစ်ယောက်ခေါင်းမဖော်ရန်စားလိုက်ကြပြန်သည်ထမင်းစားပြီးအိမ်ရှိကန်ဘက်ပြန်ထွက်လာတော့ဟန်နီနဲ့ချစ်ကိုကဧကန်းတွေမရှိချန်နယ်တွေကစားနေကြသည်ကိုပရင်းပေါင်းမှတဆင့်မြင်နေရသည်ဟန်နီကိုအခုလိုအဖော်လုပ်ပေးမဲ့သူရောက်လာတာကောင်းတော့ကောင်းသားဟုအားလုံးတွေးမိနေကြသည်အ
ချိန်တိုင်းတွင်သူတို့မိသားစုတယောက်မဟုတ်တယောက်ကယောဂသည်လေးဖြစ်နေသောဟန်နီအနာမှာတတိနှင့်အမြဲရှိနေရသည်မဟုတ်ပါလားအခုမှပင်ချစ်ကိုကျေးဇူးနှင့်သူတို့မိသားစုလည်းကိုပိုင်အားလက်ချိန်လေးအဖြစ်ခိတ္တအနာယူခင်ရသွားခြင်းဖြစ်ကြသည်မြို့ထဲမှဝယ်လာသည့်သတင်းစာကိုဖတ်အပြီးတွင်ဦးတင်ထွန်းကသူ၏လက်တော့ကိုအခန်းထဲမှတွားယူထုတ်လာကလုံလက်ဆအလုပ်များကိုအာယုံနှင့်ဝင်လေတော့သည်စနီလည်းရန်ကုန်ကပါလာသောဟန်နီ၏ကတ်တွန်းစာအုပ်တအုပ်ကိုဆွဲကဆိုဖာပေါ်မှာဇိမ်းနှင့်ထိုင်ဖက်နေလိုက်မိသည်အချိန်မြင့်မြကြာသွားသည်မသိဒေါ်ပူစုက သမီးကြီးရေညီမလေးဘယ်ရောက်သွားလဲထွက်ကြည့်ပါအောင်ခုနကခြံထဲမှာအတန်ကြားနေသေးတယ်အခုမတွေ့တော့လို့ ဟုတ်မေ စနီကတ်တွန်းစာအုပ်မှာမျက်နှာကိုခွာလိုက်ကခြံထဲသို့ထွက်လာခဲ့သည်ဟုတ်ပါရဲ့အငယ်မအောင်ဟိုအကောင်အောင်မတွေ့ဘယ်ဦးများချီရှိသွားကြပါလဲဟုတွေးရင်ခြံပြင်ဘက်သို့ဒင်းတို့ကိုလိုက်ရှာရန်ထွက်လာခဲ့ရလေတော့သည်ဟောတွေ့ပါပြီနှစ်ချံကျော်လောက်ကပလက်ဖောင်းဘေးတနေရာရှိမြေကွက်လက်တွင်တစုံတရာကိုစိတ်ဝင်တစားတူးဖော်နေကြသောဟန်နီတို့နှစ်ယောက်သူတို့အနားကိုစန်နီလျှောက်သွားလိုက်သည်နှစ်ယောက်စလုံးခေါင်းတွေငုပ်ပြီးဘာတွေစိတ်ဝင်စားနေသည်မသိစန်နီလာနေတာကိုတတိလုံးဝမထားမိပြီအနားရောက်တော့ချစ်ကိုကိုစကားပြောနေတန်ကိုကြားရ၏အဲ့ဒီမသားပန်းတွေကိုတေးတဲ့သူရဲ့ခေါင်းမှာပန်ပေးပြီးတော့နတ်ဆရာဂါရာတွေမန်းမိုးလိုက်လို့ရှိရင်အဲ့ဒီအလောင်းကောင်ကြီးကသူ့ဘာသာသူလမ်းထလျှောက်ပြီးပင်လေဆင်းသွားရောတဲ့ စန်နီအလွန်စိတ်တူသွားသည်ဒီကောင်ဟန်နီကိုပေါက်တဲ့ကြရတွေပြောပြီး6လက်နေပြန်ပြီဟုတွေးကခက်ဆက်ဆက်လေးအော်ထည့်လိုက်သည် ဟဲ့ အနားကပ်ပြီးအော်ပြစ်လိုက်သောစန်နီအတန်ကြောင့်နှစ်ယောက်လုံးတုန်သွားသည့်အထိလန့်သွားသည်ကိုမြင်လိုက်ရသဖြင့်စန်နီကျေနပ်သွားသည်သူများညမကိုကြတော့တရေနဲ့လိုက်ချောက်နေပြီးသူ့လေကြကြောက်တက်လိုက်တာ နင်တို့ဘာလုပ်နေကြရလဲဟန်နီနင်မြေကြီးတွေကင်ရင်ချောင်းနေဆိုးလာလိမ့်မယ်နော်ညစ်ပတ်တာတွေကင်လို့မရအောင်သိတယ်မလား မကြိုက်ပါဘူးမမကြီးရဲ့ကိုကြီးချစ်ကဟန်နီတို့ channel မှာပန်းမီလေးတွေပြောင်းဆိုင်ပေးမလို့တဲ့ဒီမှာလာတူးပေးနေတာ မဆိုင်ရပါဘူးခုနငါကြားလိုက်ပါတယ်ဘာလဲမตาပန်းဆိုလာပဲပေါက်တက်ကြရတယ်ဟဲ့နင်မကြောက်ဘူးလား စန်နီကရှုံးမဲ့ကတားမြစ်လိုက်သည်ချစ်ကိုကအလေးအမြတ်လက်ကာ၍ဝေရှင်းပြသည် အာမဟုတ်ပါဘူးဟာမသားပန်းเจ้าကသူသိရင်တယ်ဆိုလို့ငါဒီတိုင်းပြောပြနေတာပါဟာအခုငါတူးနေတာနှင်းကပါတဲ့အလားဆိုင်ပန်းပါဟာနင်တို့ channel မှာပြောပေးမလို့ပါခုနကလည်းငါဇော်စိမ့်ကျွဲလာတွေပြောင်းဆိုင်ပေးတာပြီးသွားပြီ စန်နီမဆူမဆတ်အော်မိတာကိုနည်းနည်းအားနာသွားသည်တိုးတော့ချက်ချင်းတော့အလျှော့မပေးသည် အော်မသိဘူးလေဟာငါကြားတာနဲ့နင်တို့အပင်တူးနေရတဲ့ကထင်ကျင်စရာပဲဟုတ် လေတံတော့နည်းနည်းပြော့သွားသည်ဟန်နီက ဟုတ်တယ်မမကြီးရဲ့ကိုကြီးချစ်ကဟန်နီတို့ channel မှာရောင်စုံပန်းလေးတွေစိုက်ပေးမယ်တဲ့ပွင့်လာရင်ဖျားလူလို့ရအောင်တဲ့ အေးငါနောက်နေ့ဒီနားမှာမရှိတဲ့ပန်းမွေးလှလှနဲ့အပင်နဲ့ငါတို့ဘက်ကနေထပ်တူးခဲ့မယ်နင်တို့ channel ဆိုင်ရအောင် ချစ်ကိုစကားကိုစန်နီကကန့်ကွက်လိုက်ပြန်သည် အမလေးငါရေမလောင်းနိုင်ပါဘူးဟန်နီနင်ဆိုင်ချင်နင်ပါတာလောင်းငါကတော့နောက်ရက်ဒီကြောင်းပြန်ဖွင့်ကြောင်းတက်ရတော့မှာ သမီးရေလောင်းမှာမနေ့တခါညနေတခါပဲလောင်းအောင်ပါတဲ့ နင်ကဘယ်နဲ့တန်းလဲမနေ့ကကြောင်းသွားရတာဆိုငါလည်းအဲ့ကြောင်းပါပဲငါ9တန်းစီကန်း ငါလည်း9တက်မယ်ဒါပေမဲ့မနက်ကကြောင်းသွားအတော့ဆီယာမကငါ့ကိုရန်ကုန်ကျ report card ကိုကြည့်ပြီးဘီခန်းမှာတက်ခိုင်းလိုက်တယ်ဒီနေ့စာမေးပွဲအမှတ်ကိုကြည့်ပြီးနောက်နှစ်ဆိုအေကန်သွားတက်ရမှာလို့လည်းပြောလိုက်တယ် စန်နီခက်ကြွားကြွားလေးပြောလိုက်မိသည်ချစ်ကိုကတော့ရန်ကုန်ကကျောင်းနေဘက်စာပြိုင်ဘက်တွေကဲ့သို့အမြင်ကပ်ဟန်မပြသူမအောင်အထင်ကြီးလေးစားသောအကြီးဖြစ်ပင်ကြည့်လိုက်ပြီး ဟာနင်ကစားတော့တာပဲကောင်းတယ်ဟာငါစားညံ့နေဟာငါမရတဲ့စားရင်နင့်ကိုမေးမယ်နော် သူ့ကိုအတန်းတူပြိုင်ဘက်သဘောမျိုးပြောလိုက်တော့လေမိမိညံပြင်းသည်ကိုရိုးသားစွာဝန်ခံတတ်သောချစ်ကို၏အပြုအမူကြောင့်စန်နီအံ့ဩသွားရသည်တငယ်ချင်းအချင်းချင်းကြားထဲမှာပင်အပေါ်ရဟန်ဆောင်ပြိုင်ဆိုင်မှုများစွာရှိနေသောမြို့ပြလူနေမှုနှင့်တခြားစီဖြစ်နေသည်ကိုလည်းသတိထားမိသွားသည်ချစ်ကိုကတော့ပန်းပင်ကလေးအမြင့်များပြတ်မသွားအောင်သတိထားပြီးအပင်ကလေးကိုတူးလိုက်၏ထို့နောက်ခြံထဲမှအသိယူလာသောပုံထဲကအပင်ရောမြေကြီးတွေရောကျုံထဲက ဒါဟဲ့ channel မှာတော့ပြန်ဆိုင်ကြမယ် ဟုပြောကထားထွက်သွားလေသည်ဟန်နီကလည်းချစ်ကိုနောက်မှကောက်ကောက်ပါအောင်ထားလိုက်သွားသည် လာခေါ်တဲ့ငါ့ကိုပြီးမရတော့ဒေါ်ဟန်နီတို့ကတော့ ဟုတွေးကစိတ်တူတူနှင့်ထားလိုက်သွားရလေတော့သည် မမကြီးနင်မြန်လာလေ ဟန်နီထွန်းကအလွန်ပျော်ရွှင်နေသည့်အတန်ဖြင့်လှမ်းអော်လိုက်သည်ချစ်ကိုကဟန်နီလက်ကိုဆွဲလျက်ပြေးလိုက်လေရသည်စန်နီကတော့ပုံမှန်ပဲရှောက်လိုက်လာရင်ပြန်អော်ရသည် ဟဲ့အရန်မပြေးနဲ့မောနေအောင်မယ်လေလည်းအရန်တိုက်နေတယ်ခဏဆောင်
သူတို့တောင်းဦးသားကန်းကြီးတွေလမ်းလျှောက်နေကြခြင်းဖြစ်သည်မနေ့ကချစ်ကိုကိုပန်းပင်များစိုက်ပေးနေသည်ကိုဒေါ်ပူစုမြင်သွားတော့သဘောကျစွာချီးကျူးလိုက်သဖြင့်ယနေ့လေသူတို့အိမ်နာကပန်းပင်တွေတူးလာပြီးစနီတို့ခြံထဲလိုက်လာစိုက်ပေးနေသည်အပင်ဆိုင်ခြင်းကိစ္စပြီးတော့အငယ်မကကန်းကြီးသွားခြင်းသည်ဆိုသဖြင့်ချစ်ကိုကိုကနေခံပြီးကန်းကြီးမှာမိပြလိုက်ကိုလိုက်ပြမိဟုဆိုကဒေါ်ပူစုထံခွင့်တောင်းပြီးခေါ်လာခြင်းပင်ဖြစ်လေသည်လှမ်းသာမြင်နေရတာရှောက်ရတာဝေးလိုက်တာဟာဒီလိုမှန်းသိမသွားပါဘူး စနီစိတ်ပြတ်စွာညှဉ်းညူမိသည်ချစ်ကိုက အဲ့ဒါတောင်းနေပင်လေတူတူပေါ့ဟာလမ်းတော့မြင်နေရပြီတွားရင်ဝေးနေရော စနီအမြင်ကပ်သွားသည် ကဲဒါဆိုလဲခီးယူကောက်ပြီးပဲပြန်ကြမယ်ဟန်နီရေအလကားအားရအဝေးမသွားချင်ပါဘူး ဟန်နီမျက်နှာလေးငိုမဲမဲဖြစ်သွားသည်ချစ်ကိုကိုကလည်းလန့်သွားဟန်ဖြင့် ဟာအဲ့ဒါစကားဖြစ်ပြောတာပါဟာမီးပြလိုက်ကရောက်ခံနေပါပြီရှင်နားမှာကန်းကြီးကနေပြီးမီးပြလိုက်စီခွဲသွားတဲ့လမ်းလေးရှိတယ်ရောက်တော့မှာပါဟာလာပါ စနီဘာမှထပ်မပြောတော့မြက်မြက်ရောက်ပြီးမြက်မြက်ပြန်လာဖို့ဟုတွေးကခြေလန်းတွတ်တွတ်ဖြင့်ရှေ့မှလျှောက်သွားလီတော့သည်ဟန်နီနှင့်ချစ်ကိုကိုတို့ကနောက်မှပြန်လိုက်လာရသည်ချစ်ကိုကိုကလေတံပြော့လေးနှင့်စကားဆလာသည် ဟဲ့နေခုနကခီးယူကောက်မယ်ဆိုပြီးပြောတာကြားလိုက်လို့လေဒီကန်းကြီးကခီးယူတွေမကောက်နဲ့ဟာနင့်ဖေတို့ငါဖေတို့အလိုလိုတဲ့ဘက်ကကန်းကြီးကိုရောက်မှကြိုက်တာကောက် ဟဲ့ခီးယူကောက်တာပဲနေရရွေးနေရသေးလား စနီအော်မိပြန်သည်ဟုတ်သည်ဘာဒီလာလာပြောမှန်းကိုမသိ ။အော်ငါအကောင်းနဲ့ပြောတာပါဟာ။ငါပြောရင်လည်းနေကြိုက်မှာမဟုတ်လို့ငါမပြောချင်ဘူး။ဒါပေမဲ့ငါပြောလို့သာလုပ်ပါ။ဒီဘက်ကခီးတွေမကောက်နဲ့နင်တို့တို့ပြောတာ ကဲကောက်တော့ဘာဖြစ်လဲပြောစမ်းမအောင်ကိုနေခန့်ကြီးရဲ့ စနီကလမ်းလျှောက်လာရင်ခြေထောက်နားမှာတွေးရတော့ခီယူကိုတစ်ခုကိုကောက်လိုက်ပြီးချစ်ကိုကိုပဲလှည့်ကမေးလိုက်သည်ချစ်ကိုကတပြင်းတစ်ချက်ချလိုက်ပြီး ။အေးနေအဲ့လိုမယုံဘူးဆိုငါပြောပြမယ်။ဒီခီးကိုနေထဲမှာသွားစရာနေစရာမရှိတဲ့ဝိညာဉ်တွေကတ်နေတယ်လို့ဟာ နေတစ်ချိန်လုံးတရေပဲစိတ်ဝင်စားနေရလား စနီအမြင်ကက်ကက်ဖြင့်ပိတ်អော်လိုက်မိပြန်သည် ။ငါတကယ်ပြောနေတာနေမယုံလည်းမတတ်နိုင်ဘူး။မကောက်တာတော့ပိုကောင်းလိမ့်မယ်။အဲ့ခီးကိုနေမှာဘာမှမရှိတော့တော်သေးတာပေါ့။ငါပြောလို့ဝိညာဉ်တွေခိုကတ်နေတယ်ဆိုရင်အဲ့ခီးကိုယူရတဲ့အိမ်ကိုကန်ဆိုးမှုတွေရောက်လာလိမ့်မယ်တဲ့။အဲ့ဒါငါအဖေမေတွေကိုယ်တိုင်မှားထားတာဟာ။နေငါ့ကိုမယုံရင်သူတို့ကသာသွားမေးကြည့်ပြီးတော့ စနီနည်းနည်းတော့လန့်သွားသည်လူကြီးတွေကပြောတာဆိုတော့ဟုတ်မဟုတ်မယူသွားတာတော့ပိုကောင်းမြည်ဟုတွေးလိုက်မိကလက်ထဲရခီယူကွန်ကိုစိတ်ရှုပ်ထွေးစွာဖြင့်အဝေးကြီးရအောင်အားကုန်လွှတ်ပစ်လိုက်လေတော့သည်မိပြလိုက်ကြီးကအနီးကပ်ကြည့်တော့အလွန်မြင့်မားလာသည်သို့တော့အတုံးမပြူတော့တာနှစ်ပေါင်း90ခန့်ရှိပြီဟုချစ်ကိုကိုကရှင်းပြသည်မိပြလိုက်ကိုခြံစည်းရိုးခတ်ထားတော့လဲဆွေးမြေကပျက်စီးလျက်ရှိနေပြီဝင်ပေါက်တကားကိုလည်းတစ်သားတကားတစ်ချက်ဖြစ်ပိတ်ကတော့ကလောက်ကြီးခတ်ထားသည် ကဲဒါပဲမှတ်လားကြည့်ပြီးပြန်ကြအောင် ဟန်နီလက်ကိုဆွဲကစနီကလောဆော်လိုက်သည်သို့တော့ချစ်ကိုကဆက်ဖြည်းဖြည်းလှုပ်ရင်း ဒီတော့ဝဲဆိုရင်နင်တို့ခြေညောင်းခံပြီးခေါ်မလာဘူးလေလာငါတော့လိုက်ခဲ့ ပြောဆိုပျက်စီးနေသောခြံစည်းရိုးကိုခွကြော်ကဝင်သွားလေသည် ဟဲ့ဘယ်ဝင်သွားတာလဲငါတို့မလိုက်ဘူးနော် စနီအလန့်တကြားအော်တော့ချစ်ကိုပြန်လှည့်လာသည် လာငါခြံဖွင့်ပေးမယ် ချစ်ကို၏လက်ကအလွန်မြန်ပေသည်ခြံဖွင့်ပေးမယ်ဆိုသောစကားပင်မဆုံးသေးသူ့လက်ကခြံစည်းရိုးကိုစောင့်ဆွဲဖြုံလိုက်ရာလူတစ်ယောက်လမ်းလျှောက်ဝင်နိုင်သည့်အပေါက်ဖြစ်သွားလေပြီစနီမှာပါဇက်အဟောင်းသားဖြင့်ဘာမှမပြောနိုင်ပဲကြည်နေမိသည်ချစ်ကိုကဟန်နီကိုလှမ်းခေါ်လိုက်သည် လာညီမလေးကိုကြီးလက်ကိုဆွဲတာ ဟန်နီကလည်းတောလက်စွာချစ်ကိုနှင်လိုက်ပါသွားသည်ထိုအခါမှစနီအတန်ပြန်ထွက်လာနိုင်သည် ဟဲ့အငယ်မဘဲလိုက်သွားတာလေလာရှောက်မဝင်နဲ့အဖက်ခံအောင်မေ ချစ်ကိုကရည်သည် ဘယ်သူကလာဖမ်းပါလဲဟာငါခဏဒီပေါ်လာနေတာကြားလာပြီဒီကိုဘယ်သူမှမလာဘူးလာပါဟာအပေါ်ကနေပင်လေကြီးကိုကြည့်ရတာအရန်လှတယ်နင်တို့ပြကျင်လို့ ဟွန်း စနီကခေါင်းခါနေသည်ချစ်ကိုနဲ့ဟန်နီတို့နှစ်ယောက်သားကတော့မိပြလိုက်ကြီးတစ်ဖက်အကွယ်သို့ပင်ရောက်သွားကြလိမ့်ပြီမတက်နိုင်တော့စနီလည်းမျက်နှာရှုံးမဲ၍ညှင်းညူလိုက်ပြီးသူတို့နောက်ပြေးလိုက်ရတော့သည်တစ်ဖက်အကွယ်တွင်ချစ်ကိုကနေရနာကပ်ပြီးသူမကိုစောင့်နေသည်နေရန်တွင်အုတ်ချက်တချို့မရှိတော့ပဲအပေါက်ဖြစ်နေသည်ကိုတွေ့ရ၏ထိုအပေါက်မှအငယ်မှဝေးရောက်သွားပြီဖြစ်လိမ့်မည် လာဟဲ့နင်ကိုစောင့်နေတာ စနီစကားပြန်မပြောပဲချစ်ကိုရှိမှဖြက်ကမိပြတဲ့နေရအပေါက်ထဲခေါင်းငုတ်ကဝင်လိုက်လေသည်အထဲတွင်မှောင်မဲနေသည်အလင်းထဲမှရုတ်တရက်အမှောင်ထဲသို့ဝင်လိုက်ခြင်းဖြစ်သဖြင့်ခဏတော့မျက်စိကန်းသလိုဖြစ်သွားသည်ခဏလေးကြာမှတဖြည်းဖြည်းပြန်မြင်လာရသည်
သူရှိမှဟန်နီနှင့်ချစ်ကိုကလက်ချင်းတွဲ၍မှောင်မဲနေသောလေကားကြီးပေါ်သို့တက်နေကြပြီဆန်နီလည်းတယောက်တည်းကြံခဲ့မှကြောက်သဖြင့်အမိလိုက်တက်ရပြန်လေတော့သည်လေကားကြီးကအတွင်းဘက်နေရန်တွေကပ်၍တိဆောက်ထားခြင်းဖြစ်ပြီးကြောင်လိန်ပုံစံအထက်သို့လှည့်ပတ်ကတက်သွားသည်ဆန်နီမှာစိတ်လှုပ်ရှားခြောက်ခြားနေသလောက်ဟန်နီကတော့သူ့ယောဂါကိုပင်မိကတက်ကြွလန်းဆန်းလျက်မဆုံးနိုင်သောလေကတစ်များကိုချစ်ကိုနှင့်အတူပျော်ရွှင်စွာတက်နေလေတော့သည်မိပြတိုင်းလေကားကြီးအတွင်းမှအပြေဝရဏသို့ထွက်လိုက်သည်နှင့်လေတွေတဟူးဟူးတိုက်ခတ်လေတော့သည်ဤအပေါ်မှနေ၍ကံရိုးတဲ့တစ်ခုလုံးကိုအဆအဆုံးမြင်နေရသည်ဟိုတယ်စုံပတ်ရှိဆောက်လုပ်ရေးလုပ်ငန်းများကိုလည်းလှမ်းတွေ့ရလေသည် ငါဖေအမလှုပ်လှုပ်တာလေ ချစ်ကိုကစနီကိုအော်ပြီးပြောလာသည်အပေါ်တွင်လေအလွန်တိုက်နေသောကြောင့်တယောက်နဲ့တယောက်စကားပြောလို့လျင်အော်ပြောမှကြားရသည်စနီကတော့အော်မနေခြင်း၍ခေါင်းပဲညှိပြလိုက်သည်ဟိုးရခင်မိပြတိုက်ကြီးကိုအသုံးပြုစဉ်ကတင်မောများကိုအချက်ပြသည့်မီးလုံးကြီးထားရှိလိမ့်မည်နေရာတွင်မူဘာမှမရှိတော့ဘဲနေရာလွတ်ကြီးဖြစ်နေသည်ဤအပေါ်မှမြင်ရသည့်ရှုကင်းသည်အလွန်စိတ်ကြည်နူးပွဲလှပလွန်းသည်ကိုတော့စနီလက်ခံလိုက်ပါသည်ဟန်နီထံမှချောင်းဆိုးတံများထွက်ပေါ်လာသည်စနီမျက်လုံးပြူးသွားသည် ဟန်နီရင်ကျက်နေပြီလာလာပြန်ကြရအောင်ဒီပေါ်မှာလေးတွေအရန်တိုက်နေတယ် ပျော်ပျော်ဆူဆူဟန်နီလက်ကိုဆွဲပြီးလေကားထဲသို့ပြန်ဝင်ခဲ့ကြသည်လေကားထဲရောက်တော့အောက်ကိုချက်ချင်းမစင်းနိုင်သည်လေကားထိပ်မှရက်ပြီးဟန်နီချောင်းဆိုးတာကိုရင်ဘတ်တီကြောတွေဖိပေးနေရသည်ဟန်နီလေးကတနာစရာကောင်းလောက်အောင်ချောင်းကိုပြင်းထန်စွာစိုးနေလေသည်ချစ်ကိုလည်းဘေးမှရက်ကြည့်ကမျက်နှာငယ်လေးနဲ့ခြေမကင်မိလက်မကင်မိဘာလို့ပေးရမှန်းမသိဖြစ်နေသည်အချိန်အတန်ကြာမှချောင်းဆိုးရက်သွားသည်သို့တော့ဟန်နီမှာအလွန်မောနေလေပြီလမ်းပေမလျှောက်နိုင်တော့စနီရင်ခွင်မှမိကလှေကတစ်တွေပေါ်ထိုင်အနားယူနေသည်လှေကမောင်မဲကြီးတဲ့ဒီပုံနဲ့ဆင်းနိုင်အောင်မည်မဟုတ်ပေဟန်နီကိုအနာပေးပြီးအမောပြေမှသာပြန်ကြရပေတော့မည်ဖြစ်သည်ချစ်ကိုကအာနာထိတ်လန့်သောမျက်နှာကလေးနှင့်စနီကိုမရေတရေမိသည် ငါဘာလုပ်ပေးရမလဲဟန်နီကိုချီးပြီးဆင်းရမလား မလုံးနဲ့မောင်မဲကြီးတွေနှစ်အောင်စလုံးပြုတ်ကြအောင်မယ်ဟန်နီတခုဖြစ်ငါလည်းအိမ်မှာပြဿနာအကြီးတက်မှာမလုပ်ပါနဲ့ဟဲ့ ဒါဆိုဘယ်လိုလုပ်ကြမလဲ तू ကအဆင်ပြေရလားစကားလည်းမပြောတော့ဘူးမျက်လုံးလည်းမပွင့်တော့ဘူး စနီလည်းသူ့ညမကိုငုံကြည့်မိသည်ဟန်နီမှာမောပန်းနေသဖြင့်ရင်ဘတ်ကနေလိုက်မြင့်လိုက်အသက်ရှူနေရသည်မျက်လုံးကတော့မှိတ်လျက်သူ့မလက်ပေါ်အိပ်ပြီးနားနေရလေသည်ချစ်ကိုကစိတ်မကောင်းစွာတောင်းပန်စကားဆိုသည် ငါတောင်းပန်ပါတယ်ဟာဟန်နီကိုအဲ့လိုနေမကောင်းဖြစ်နေတယ်လို့ငါတကယ်မသိလို့ပါ အေးသူ့မှာရင်ကျက်ယောဂရှိနေတာဟာလေအရန်တိုက်တာတို့လေမတက်တာတို့ဆိုရင်6နှစ်အရန်ဆိုးလာအောင်ညီမလေးတက်တာရဲ့လား ချစ်ကိုရှင်းပြနေဟန်နီလှုပ်လာသဖြင့်ငုံမေးလိုက်သည်သို့တော့ဟန်နီကမျက်လုံးများပွင့်မလာပဲသွေးပြက်စရာစကားတစ်ခွန်းကိုပီပီတတကြီးအော်ပြောလိုက်လေသည် ။သမီးမလိုက်ဘူးမလိုက်ဘူး။မမကြီးနဲ့ကိုကြီးချစ်ကိုတို့နဲ့ပဲအိမ်ပြန်မှာ ရုတ်တရက်အော်ဟစ်ရင်ထငူလိုက်သည့်ဟန်နီအတန်ကြောင့်နှစ်ယောက်လုံးမျက်လုံးများပြူးသွားကြလေသည်စနီမှာစက်သိမ်းများပင်ထသွားသည်ပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်မိတော့လေမှောင်မဲကြီးတွင်ဘာမှရှိမနေဟန်နီကဝမ်းပန်းတနေငိုရှိုက်နေတော့ဖြစ်သည်မျက်လုံးများကတော့လုံးဝမပွင့် နေငါညမကိုတစ်ချိန်လုံးတရေအကြောင်းနေပြောပြီးခြောက်နေတာအခုငါညမကြောက်ပြီးအိမ်မဆိုးရအောင်မှတ်နေပြီနေတော့နေငါလုံမိတော့မယ် လက်ဝါးတရရွယ်နဲ့ပြောနေသောစနီကိုထိတ်လန့်စွာကြည့်ရင်ချစ်ကို၏ခန္ဓာကိုယ်ကနောက်သို့ပင်ကျုံသွားမိသည် ငါတောင်းပန်ပါတယ်လို့ဒါပေမဲ့တရေเจ้าနေကငါလျှောက်ပြောနေတာမဟုတ်ဘူးဟာအဲ့ဒါငါတကယ်ပြောနေတာ ကဲတော့ပါတော့ စနီအတန်ကုန်အောင်ပိတ်អော်လိုက်မိသည်စနီအော်တန်ကြောင့်ဟန်နီတတိပြန်ရလာလေသည် ။မမကြီး အာရင်ကုန်ခန်းနေသောအတန်ဖြော့လေးဖြင့်သူ့အမကိုအားကိုးတကြီးခေါ်ရှာသည် အေးညီမလေးဟန်နီမမကြီးရှိတယ်နော်တက်တာရဲ့လားတက်တာရင်ပြန်ကြမယ် ဟုတ်မမကြီး ဟန်နီခမပြောတာပြောနေသည်မျက်လုံးများကတော့မပွင့်သေးပြီစနီလည်းဘာလို့ပေးရမှန်းမသိဆေးတွေလည်းပါလာသည်မဟုတ်အိမ်ပြန်ရောက်မှသာစိတ်တက်ရမည်ဖြစ်သည်ပြန်ရမည်လမ်းမှလည်းဝေးသဖြင့်စနီတပ်ပြင်းသာတွေ့တွေ့ချမိလေတော့သည်ချစ်ကိုကဘေးမှနေ၍သူ့လက်ဖွားနှစ်ဖက်ဖြင့်ရက်ခတ်ပေးနေသည်10မိနစ်ကြော်ကြော်ကြာမှဟန်နီခေါင်းထောင်လာနိုင်သည် ဟန်နီလေးတက်တာရင်ပြန်ကြမယ်နော်
ရှင်းနိုင်ရဲ့လားမမကြီးတွေ့ခေါ်မယ်နော် ဟုတ် ဟန်နီကခေါင်းကြီးပြသည်ဟန်နီလက်နှစ်ဖက်ကိုဂျိုင်းမနေ၍ချစ်ကိုနေတယောက်တစ်ဖက်ထိန်ကလေကားမောင်မဲကြီးတဲ့ဖြည်းဖြည်းချင်းဆင်းခဲ့ရလေသည်ထို့နောက်လေအလွန်တိုက်နေသည့်ကမ်းခြေတဲတောင်ပြင်သို့မဆင်းဘဲအပင်ကြားမှဖောက်ထားသောလူသွားလမ်းကလေးတိုင်းပြန်လာခဲ့ကြသည်ထိုလူသွားလမ်းကလေးသည်စန်နီတို့အိမ်သားမှကန်းဆက်ဆင်းသည့်လေကားလေးစီသွား၍ဆက်သည့်လမ်းစုံကလေးဖြစ်နေလေသည်အိမ်ပြန်ရောက်လင်ဒေါ်ပူစုအားကန်းဆက်တွင်လေအလွန်တိုက်၍ဖြစ်သည်ဟုသာပြောကဟန်နီလေးယောဂထလျင်တိုက်နေကြဆေးများတိုက်ကြရသည်ထို့နောက်ဟန်နီကိုအိပ်ရတဲ့ဆောင်းချုံတိတ်ထားကစန်နီနှင့်ချစ်ကိုတို့ဘေးမှအခြေအနေစောင့်ကြည့်ရင်ထိုင်ဆောင်ပေးနေရလေသည်ထိုအချိန်မှစန်နီလည်းချစ်ကိုကိုစိတ်ရှိလက်ရှိရန်တွေ့နိုင်ပြီးတော့သည် နေစမ်းမအောင်နေကတစ်ချိန်လုံးတရေအကြောင်းပဲလိုက်ပြောနေရအခုငါညမစိတ်ထဲမှာဆွဲပြီးတရေကြောက်သွားပြီခုနကမိပြတဲ့လေကားပေါ်မှာတော့အိပ်ပျော်ပြီးရောင်းအော်နေရငါမှစက်သိန်းတောင်ထားတယ်အရင်ကငါညမအဲ့လိုအိမ်မက်တွေမမတ်ပါဘူးအဲ့နင်းကြောက်နေလျှောက်ပြောလို့ဖြစ်ရတာနောက်တစ်ခါနေငါညမကအဲ့လိုတရေအကြောင်းနေထပ်ပြောလို့ကတော့နင့်ကိုငါအဖေနဲ့ကိုတိုင်ပြောမယ် ချစ်ကိုမမျက်နှာငယ်လေးနဲ့ ငါရှောက်ပြောတာမဟုတ်ပါဘူးလို့ဆိုနေဟာနင်မကြောက်တဲ့ဥဆိုရင်ငါပြောပြရမလား လာပြန်ပြီဒီလောက်ပြောနေတဲ့ကြာနေကတရေအကြောင်းကိုပြောချင်နေတော့ နင်ငါပြောတာကိုစိတ်ရှည်ရှည်နဲ့အရင်နားထောင်ပါအောင်ဟာဒီမှာနင်တို့ထမင်းလာစားတဲ့ညတော့ငါဖေပြောတာမှတ်မိလားငါတို့အဖိုးဖေးကျွန်းသားတွေကတရေမွေးကြတယ်ဆိုတာလေဟာ သိတယ်အဲ့ဒါဟိုးရံမလားကြားလာပြီဟာဦး အေးအဲ့ဒီအချင်းကဒီမျိုးရောက်တဲ့အထိပါလာရတယ်ဟာငါတို့ကျွန်းသားတွေကချစ်တဲ့အမျိုးတွေတည်သွားရင်နေစရာနေရာပေးပြီးခေါ်ထားကြတယ်ဆိုတာလေအေးအဲ့ဒါတခြားမဟုတ်ဘူးတည်သွားတဲ့လူတွေကိုတင်းချိုင်းမှာတွားမြုပ်တဲ့အခါနတ်ဆရာတည်ဆုံးသူရဲ့ဝိညာဉ်ကိုကြံရစ်သူမိသားစုတွေကချစ်သေးလားခေါ်ထားခြင်းသေးလားမေးတယ်မိသားစုကလည်းချစ်ပါတယ်ဝိညာဉ်ခေါ်ထားခြင်းပါတယ်လို့ပြောရင်နတ်ဆရာလူတွေအလောင်းကြီးပဲလှည့်ပြီးထပ်မေးတယ်တည်တဲ့လူကရောမိသားစုကိုချစ်သေးလားအတူတူနေခြင်းသေးလားတဲ့ နေပါဦးလူသေးကောင်ကြီးကစကားပြောတယ်ဟဟလားဟိုကဘာပြန်ပြောလဲ စန်နီကချစ်ကိုစကားကိုဖြတ်မေးလိုက်သည် အဲ့ဒီလူတွေကြီးပြန်ပြောတာကိုတော့နတ်ဆရာတရားပဲကြားနိုင်တယ်တဲ့ စန်နီနှုတ်ခမ်းကိုမေးရွယ်လိုက်ပြီးပြန်သည်ချစ်ကိုကတော့စန်နီအမူအရာကိုဂယူမဆိုင်သူ့စကားကိုသာဆက်ပြောသည် အများအားဖြင့်တော့တည်တဲ့လူတွေရဲ့ဝိညာဉ်ကကြံရစ်တဲ့မိသားစုကိုဆွဲလန်းပြီးတော့ပြန်လိုက်လာကြတာများတယ်သူတို့ကိုဘယ်လိုခေါ်လာလဲဆိုတော့မိသားစုဝင်တွေကတင်းချိုင်းတွေကခရုကွန်လှလှလေးတစ်ခုကိုရွေးကောက်ပြီးတော့နတ်ဆရာကိုပေးရတယ်အဲ့ဒီခါမှာနတ်ဆရာမန်းမှုတ်ပြီးတော့အလောင်းကောင်ကြီးကိုပြပြီးတော့ဒါမင်းနေဖို့အိမ်တစ်ပဲမင်းမိသားစုကိုစောင့်ရှောက်ပါရက်ရွာကိုစောင့်ရှောက်ပါလူတွေကိုအနှောက်အယှက်ပေးတာသားစိမ်းငါးစိမ်းတောင်းစားတာမလုပ်ရအာညာဘောဟာစီကံချက်တွေရွတ်ပြပြီးတော့ခေါ်လာတော့တာပဲတည်သွားတဲ့လူရဲ့ဝိညာဉ်ကလည်းအဲ့ဒီခရုကွန်တွေကနေပြန်လိုက်လာတော့တာပေါ့မိသားစုကိုမတည်ခင်ကဒုက္ခပေးတဲ့တည်ဆုံးတဲ့လူတွေဆိုရင်တော့မိသားစုကဝိညာဉ်ပြန်မခေါ်တော့ဘူးအဲ့ဒီခါမှာသူတို့ကနေစရာမရှိတော့ပင်လေတဲ့အဝေးကြီးတွေတွင်သွားရောဒါမှမဟုတ်အဲ့လိုကန်းချေကခရုကွန်အလွတ်တွေထဲမှာဝင်ခိုကပ်ပြီးတော့နေတတ်ကြတာတဲ့အဲ့ဒါကြောင့်ညနေကနင်တို့ခရုကွန်တွေမကောက်နဲ့လို့ပြောတာတော့ကြအဲ့လိုနေစရာမရှိတဲ့ဝိညာဉ်တွေပါလာရင်အလကားဒုက္ခများနေမှာဆိုလို့ ဟဲ့အဲ့လိုဆိုရင်ငါအဖေတို့ဟိုတယ်ဆောင်ဘက်ကခီယူတွေကြတော့ဘာလို့ကောက်လို့ရရလို့ပြောရပြန်တာလဲ ချစ်ကိုကအလွန်စိတ်ရှုပ်ထွေးသောအမူအရာဖြင့်ခေါင်းကိုတပြင်းပြင်းကုပ်လေသည်ထို့နောက်ပြောရင်ကောင်းမလားမပြောရင်ကောင်းမလားဝေခွဲမရသည့်ပုံစံလုပ်နေသဖြင့်စန်နီကစိတ်မရှိစွာ ဟဲ့ငါမေးနေတယ်လေဘာဖောရမလဲလို့စဉ်းစားနေရမဟုတ်လား မဟုတ်ပါဘူးဟာကဲမထူပါဘူးငါပြောပြမယ်နင်မကြောက်နဲ့နော်ညနေတော့ဟန်နီလေးတိုက်မခံနိုင်ဘူးဆိုလို့ငါနင်တို့ကိုကုန်းတွင်းလန်းကခေါ်လာတယ်လေအေးအဲ့ဒါအရင်ကတရေကျုံမျိုးရဲ့တင်ချိုင်းဘေးကနေဖြတ်ဖောက်ထားတာဟာအဲ့ဒါကြောင့်ဒီဘက်မှာတရေတွေဝိညာဉ်တွေအမြဲရှိနေတတ်တာနင်တို့ကြောက်မှာဆိုလို့ငါမသိမသာနဲ့သတိပေးနေတာအခုနင်ကမယုံတော့ငါအမှန်တိုင်းအားလုံးပြောပြတာပဲအဲ့ဒါ စန်နီကောင်းနဲ့ချချလေးမူသွားသည်ချစ်ကိုစကားတွေကိုလည်းကြားတစ်ချက်မကြားတစ်ချက်ဖြစ်ကုန်သည်အဖေကြောင့်ဆိုသောသူမတို့ညီအမဤမျိုးကိုရောက်ရောက်ချင်းကန်းကြည်သို့ဆင်းပြီးခရူးခွန်များကောက်လာခဲ့ကြသည်မဟုတ်ပါလားထိုခရူးခွန်များမှာမိမိရဲ့အခန်းထဲမှာခြေနှောက်တစ်ခုတည်းတွင်ယခုပင်ရှိနေသည်ထို့ကြောင့်ချစ်ကိုပြောနေသည်များကိုအားလုံးယုံကြည်သည်တော့မဟုတ်ပေမဲ့စိတ်ထဲရှင်းသွားအောင်ထိုခရူးခွန်များကိုလွှတ်ပစ်လိုက်တာပဲကောင်းသည်ဟုတွေးမိသွားသည်ထို့ကြောင့်ချစ်ကိုအား ဟဲ့ခဏလေးနေအောင်ငါပြန်လာခဲ့မယ် ဟုပြောကအခန်းပေါ်အမြန်ပြေးတက်လာခဲ့မိသည်ထို့နောက်ထိုနေ့ကခရူးခွန်များကိုပြစ်ထည့်လိုက်သောခြေနှောက်ငယ်ကိုရှာသည်သို့သောရုတ်တရက်ရှာမတွေ့ အရေးထဲမှာဘယ်ရောက်သွားပါလိမ့် နောက်ဆုံးမှက
ကတဲ့အောက်ချင်းရင်သားတွင်အိယာပေါ်မှတန်းလန်းကျနေသောဆောင်းနှင့်အုံမိနေသည့်ချင်းတောင်းငယ်ကိုတွေးလိုက်ရတော့သည်ချင်းတောင်းနဲ့ကြည့်လိုက်တော့ခရုခွန်များရှိနေသည် โอเค အောက်ပြန်ဆင်းကချစ်ကိုထိုချင်းတောင်းလေးပေးလိုက်သည် ရော့နင်ပြန်ရင်ကန်းချင်မှာလွတ်ပစ်ခဲ့ပြီဟာဟိုနေ့ကအငယ်မကောက်လာတာဒီ ချစ်ကိုကငုံကြည့်လိုက်ပြီး ။အော်ငါသတိပေးတာတော့နောက်ကျနေပြီကို။အေးအိမ်မှာထားရတဲ့ဆိုင်တော့ပြန်ပြစ်လိုက်တာကောင်းတာပေါ့ဟာ။ကဲဒါဆိုဟန်ဒီလည်းကောင်းကောင်းအိတ်နေပြီဆိုတော့ငါပြန်လိုက်တော့မယ်။ဒါလည်းပြစ်ရမှာဆိုတော့ကန်းကြီးဘက်ကပတ်ပြန်အောင်ပါ အေးကျေးဇူးပဲ ချစ်ကိုလက်ထဲခရုခွန်များပါသောချင်းတောင်းလေးဆွဲကခြံအတွင်းမှထွက်သွားမှစံဒီတက်ပြင်းကြီးချမိလေသည် ဘာရင်မှမသိပါဘူး ထို့နောက်ဒေါ်ပူစုကိုတွားကြည့်ရာမိဖို့တဲတွင်ညစာချက်ပြုတ်ရင်အလုံးရှုံနေစေဖြစ်နေလေသည်ဦးတင်ထုံးကလည်းအလုံးမပြန်မရောက်သေးပြီထို့ကြောင့်ဟန်နီအိတ်နေသည့်အခန်းထဲပြန်ဝင်ပြီးဖုန်းကိုထုတ်ကအင်တာနက်ဖွင့်သုံးနေလိုက်လေသည်ထိုအချိန်တွင်စနေအခန်းထဲမှကရင်အောက်တနေရာတွင်တော့ခီယူကွန်လေးတစ်ခုကငြိမ်သက်တိတ်ဆိတ်စွာကြံရစ်ခဲ့သည်ကိုမြည်သူမျှတတိထားမိပြီးမဟုတ်တော့ပါနောက်လာမဲ့တရေကျော်အခန်းလေးမှာအငယ်မလေးဟန်နီထုံးကိုတရေသစီများရံမှကာကွယ်နိုင်ဖို့စနီကိုရိုင်အလွန်ကြောက်တဲ့တရေတွေမြင်ရတဲ့ဆေးကိုနတ်ဆရာအိမ်ကနေတွားခိုးယူလာကြပြီးတရေကျွန်းတင်ကြိုင်ကြီးတဲ့စွန့်စွန့်စားစားဝင်သွားကြတဲ့အခါဘာရီဆက်ဖြစ်လာမလဲဆိုတာကိုစောင့်မျှော်နားဆင်ပေးကြပါအောင်ရှင်စနီအွန်နဲ့တက်ဆက်ပေးနေတဲ့အစီအစဉ်တွေကိုစိတ်ဝင်စားတယ်ဆိုရင် channel လေးကို subscribe လုပ်ထားပြီးအားပေးနားဆင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်